တော့လူများစုပေါ့နော် trade တွေဝင်လာပြီးဆိုစပြီးတော့ income လေးတွေစရလာပြီဆိုတော့ဆရာအနေနဲ့ရလာတဲ့ income တွေကိုဘေးနေရာမှာပြန်ပြီးတော့ investment လုပ်လိမ့်ရှိ trading ကကိုယ်ပိုင်စီးပွားရေးလို့ပြောကြတယ်မှန်တယ်ဒါပေမဲ့ trading ကငါတို့ပြင်ပါငါတို့မနက်အိယာထားတယ်ပြောလားဝယ်ရမလားရောင်းမလားမတော့ကြည့်နိုင်တယ်ကြည့်နိုင်မှာပြန်ချပေးတဲ့နေရာမှာ investment လုပ်နောက်ကကိုယ့်ကို investment လုပ်တော့ငါတို့လည်းဆက်ပြီးလေးလာရအောင်ပါလေပညာရေးသင်ရအောင်ပေါ့ကိုတိုးတဲ့ကြောင်းနဲ့ investment လုပ်ရ indicator သုံးရင်ပိုမကောင်းဘူးလား indicator တွေကပို့ပြီးတော့ကျွန်တော်တို့ထိရောက်တာမရှိဘူးလား restriction မကောင်းတာဘယ် indicator မကောင်းတာမျိုးမဟုတ်သူတို့မှသူတို့ရဲ့လုံးနိုင်စွမ်းလေးဘယ်လိုလဲစွမ်းဆောင်ရည်တွေရှိနေပြီစားရဲ့ဒီကွက်တစ်ခုကြည့်လိုက် higher high ကိုတက်တိုင်း higher လို့ပြန်လာမှာဆိုရင်ငါတို့ control ရမှာ higher လို့ဆိုတဲ့ခါပို့မှာမရဘူး market ရှင်းနေ trend higher high ကိုတက်တိုင်း higher လို့ဘယ် level မှာပြီးတယ်ပဲပြီးတယ်ဆိုအဲ့ level မှာငါတို့ကဘာလို့လဲ entry ကိုတော့စဉ်းစားရအောင် ကျွန်တော် topic ချင်းလိုက်ပေါ့နော်ဆိုတော့အဲ့နောက်တဲ့ topic ကိုလည်းကိုအားကားလေးဆက်ပြီးတော့နေပြီးတော့မှဖြစ်ပါတယ် okay ဆိုတော့နောက်ထပ် topic ကတော့ကျွန်တော်တို့ trader တွေမှာအရင်တော်တော်များသိချင်နေကြတဲ့အရာတစ်ခုပေါ့နော် skill set ဆိုတဲ့ topic တစ်ခုပေါ့ဆိုတော့တော်တော်များဒီ beginner trader အများစုက trade တွေဝင်လာပြီးဆိုရင်တော့အကောင်းဆုံးဖြစ်မဲ့ perfect ဖြစ်မဲ့ trade set တွေတနည်းအားဖြင့်ပြောတော့ strategy တွေကို landing လုပ်ကြတာပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာအမားတွေလည်းကြုံခဲ့ရတယ်ရှိတယ်ပေါ့ဆရာကိုယ်တိုင်ကလည်းအရင်က ICT တွေ SMC တွေကိုတေချာလေးလေ့လာခဲ့တယ်လို့ကျွန်တော်လည်းသိရတယ်ဒါပေမဲ့အဲ့အရာတွေကိုလက်ရှိမသုံးတော့ဘဲနဲ့ဆရာအနေနဲ့ဘာလို့ဒီ strategy ဘက်ကိုကူးပြောင်းသွားခဲ့တာလဲအကြောင်းပြချက်တွေကရောဘာတွေများဖြစ်မလဲဆိုတော့ဆရာပြောပြပေးလို့ရမလား so ပထမဆုံးငါတို့ trader ကြီးစပြီးတော့လေးလာခွင့်ရတဲ့ဟိုကြောင့်လဲဒီ strategy လို့ပြောရဲဆိုရင်တော့ price action ပဲလေ price action ဆိုရင်သဘောတရားဒီအခု market structure လို့ပြောတဲ့ဒီ trend user ချက်ပဲဟုတ်တယ်မလား support resistance ဘယ်လိုကြည့်ရမလဲ higher လို့ပါရေးရတာလဲတယ်မလား support resistance ဘယ်လိုထိချက်တွေဒီ support resistance တွေ down ဖြစ်တဲ့ support resistance တွေလဲဆိုတော့မလို့လေအရင်တော့အစပိုင်းမှာတော့အဲ့ဒီသင်ခန်းစာတွေအရင်ဆုံးလေးလာခွင့်ရခဲ့တာ candlestick pattern တွေအလုပ်လုပ်တဲ့ပုံစံတွေဒီလိုပုံစံတွေလေးလာခွင့်ရခဲ့ဒါပေမဲ့ဒါကအခြေခံပေါ့သုံးသပ်တိုင်းပဲပေါ့နော်ဒီ industry တွေဝင်လာတဲ့လူတော်တော်များဆိုရင်ဒီအခြေခံကိုစသိလိုက်ပြီဆိုတာနဲ့တော်တော်များဒီအခြေခံလောက်နဲ့ဒီလုပ်ငန်းတွေငွေမချနိုင်တော့ပါဘူးလို့ပြောလို့တယ်တွေ့ကြတဲ့လူတွေကြီးပဲဘာလို့လဲဘာလို့ဆိုတော့ဒီဟာကြီးအရင်ရိုးရှင်းတယ်ကွာ support resistance ဘယ်လိုဆွဲရမလဲတင်မလား trend ဘယ်လိုကြည့်ရမလဲတော်တော်များအဲ့ပုံစံတိုင်းတွေ့တယ်ဘာလို့လဲအဲ့ပုံစံတိုင်းတွေ့ခဲ့ဟုတ်နော် support resistance ထိချက်များတဲ့ level တွေ support resistance ဆွဲရမယ်ဆိုရင် user ချက်တွေအဲ့လိုပုံစံတွေနဲ့တင်နေရအောင်တကယ်လက်တွေ့အဲ့လိုလုပ်တဲ့ခါမှာခုနပြောလို့ငါတို့ကဘာလို့တယ်လဲဆိုရင်နောက်ပိုင်းကကျောင်းသားတွေလည်းအများကြီးပြောလို့ support resistance level ရောက်မှဝယ်ဖို့အတွက်ရောင်းဖို့အတွက်စဉ်းစားပါဒါပေမဲ့လူတော်တော်များဘာလို့တယ်လဲဆိုရင်မစဉ်းစားဘူးဘာလို့ဆိုမဆောင်ချင်ကြအောင်အဲ့မဆောင်ချင်ကြတဲ့အခါကျငါတို့ကဘာလို့ကြလဲဆိုရင်နည်းနည်းလွယ်ကူကူဘာလို့တယ်လဲတီးလို့ရမယ်ဒီလမ်းကိုလိုက်ရှာကြတယ်အဲ့လိုလိုက်ရှာတဲ့အချိန်မှာငါတို့ပထမဆုံးစပြီးလောက်တာ indicator ဟုတ်တယ်မလား trend ကြည့်ချင်လေ trend ကြည့်ချင်တော့ပါဆွဲတယ် moving average ထည့်သုံးလိုက်တယ် MACD တို့ပါဆိုထည့်ပြီးတော့သုံးလိုက်တယ်အဲ့တော့ support resistance တီးချင်တော့လဲဘာလို့တယ်လဲဒါပေမဲ့ support resistance တိကျမဆွဲချင်တော့ supply demand sorry market ဒီ volume indicator တွေဖြစ်တဲ့ဘာလို့တယ်လဲ AO လို့ RSI လို့ပါဆိုထည့်ပြီးတော့သုံးလိုက်ကြတယ်ဆိုတော့ဒါပထမဆုံးငါတို့စပြီးတော့အလွယ်လိုက်ကြတဲ့ပုံစံပေါ့ဒါပေမဲ့ငါအမြဲပြောလို့ပေါ့ indicator တွေကအလုံးမဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ indicator တွေကလုံးနိုင်ဆိုတော့ငါတို့အပြေအဝနားမလည်ချတဲ့အခါမှာသူ့ရဲ့ user ချက်တွေဘာလို့တယ်လဲလွယ်မှားသွားကြတာမျိုးပေါ့အဲ့တော့ပထမဆုံးကအဲ့ဒီမှာစပြီးတော့လုပ်တဲ့ဟာဒီအဲ့ဒီ basis ပဲ basis ပြီးတော့ indicator တွေကသုံးတယ်သုံးပြီးနောက်ပိုင်းမှာအဲ့လိုပေါ့ငယ်လေးရဲ့ချိန်ဆိုတော့internet မှာ reset လုပ်ကြည့်တဲ့အခါကျတော့တင်မှာ strategy ကတစ်ခုတည်းပို့ပြီးတော့ရှိနေဆိုတော့သိရဲ့အချိန်မှာပဲပထမဆုံးကတင်ခဲ့တဲ့ဟာ supply demand strategy ဘာလို့လဲအဲ့ supply demand strategy ကမြန်မာပြည်က trader တယောက်ပဲဒါပေမဲ့အဲ့ trader ကမသိဘူးဘာလို့လဲငါအဲ့တင်တော့အဲ့ထက်လူမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီ community ထဲမှာရှိတဲ့ဟာကငါခုနပြောတော့ငါတင်တန်းခေါ်သွားတဲ့ mate ဆွေဆိုတော့သူအဲ့ supply demand strategy သူကလေးလာနေရဲ့လူလေးလာတဲ့လူတွေခါဆိုသူလေးလာထားတဲ့ note လေးတွေကစီပြန်ပို့လာတော့အဲ့ချိန်မှာငါစပြီးတော့ supply demand ကိုရေဘူးရတဘောတရားနားလဲလာတယ်ပေါ့နော်နားလဲလာတယ်ဒါပေမဲ့ငါအဲ့တင်တန်းတက်ခဲ့အောင်မဟုတ်ဘူးထားပါတော့သူက supply demand ကလည်း support resistance ဒီ zone နဲ့တက်မှတ်မယ်ဆိုရင်ရှင်းခဲ့တဲ့ပုံစံ concept ကတူးနေတာဒါပေမဲ့အစောပိုင်း beginner တွေရဲ့တဘောတရားလိုပဲတင်မလားလွယ်နဲ့ဘာလို့တော့လဲမယုံတော့နောက်ထပ်ဘာလို့တော့ strategy တွေ like ရှာရင်နဲ့ SMC ကိုစပြီးတော့တီးခဲ့တာတော့မဟုတ်ဘူး ICT ကိုတီးခဲ့တာတင်မလားအဲ့ချိန်တော့ ICT ကို2019လောက်ဒီမှာစ2019နှစ်ကုန်ပြီ2020ပဲမှာစတီးတာပြောပါဆို2020ထဲမှာအဲ့တော့ ICT community ကလည်းတီးလေးကို
ရန်ကြီးကြီးမဟုတ်တဲ့ရအခုလိုမျိုးအဲ့တော့စပြီးတော့သူတီးခဲ့တယ်သူရဲ့သင်ခန်းစာတွေအများကြီးဘာလို့လဲသူအရင်ကသင်ခန်းစာအကုန်လုံးငါကြီးခဲ့ဆိုတော့အဲ့တော့တင်မလား price action နဲ့စမယ်ဆိုရင်တော့ SMC ကိုပို့ပြီးတော့ကြိုက်ခဲ့ဘာလို့ကြိုက်တာလဲဆိုရင်သူတုံးတဲ့ store loss လေးတွေကတင်မလားအရင်နေတယ်လေအဲ့ကျွန်တော်ကိုတွေက store loss တင်မလားအများကြီးပေးနေရတဲ့အနေထားကိုအဲ့တော့သူ့ရဲ့အသုံးနှုန်းပုံစံလေးသဘောကျတဲ့ OTE မှာ entry ဝင်တဲ့ပုံစံလေးတော့ဒါပေမဲ့ तू ကလည်းဒီ price action ကိုရှင်းကတ်ထားတာလေဒါပေမဲ့သူ့ရဲ့ကိုယ်ပိုင် method ပုံစံဘာလို့တလဲမြင်ရတယ်ကွာသူ့ရဲ့ strategy မှာကြာတော့ငါတို့ကအဲ့တော့ကတော့ဒီ तू ကဒီ price action ရှင်းကတ်ထားသလားမရှင်းကတ်ထားတာငါလည်းမသိဘူးကွာဒါပေမဲ့သူ့ရဲ့ ICC concept ဆိုတော့ तू ပြောပြတဲ့ပုံစံတိုင်းဈေးကွက်ဘာလို့လဲလိုက်ပြီးတော့ရှင်းကတ်ကြည့်တယ်ကြိုးစားကြည့်တယ်ဒါပေမဲ့လည်းခုနပြောလို့အပြေးကနားမလဲတဲ့အခါကျတော့ तू ပြောတဲ့ concept တွေအပြေးကအသုံးမချနိုင်ဆိုတော့ဒါကပထမပြဿနာပေါ့6လတော့သူ့ကိုလေးလာတယ်လေ့ကျင့်တယ်ဒါပေမဲ့အပြေးကအသုံးမချနိုင်ဘူးတော့အပြေးကအသုံးမချနိုင်တဲ့အခါကျတော့စပြီးတော့ငါပြဿနာတက်တယ်ခုနပြောလို့အဲ့တော့ SMC နဲ့ရှင်းကတ်နေရင် price action တက်သွားပြီးတော့တွဲသုံးတာမျိုးလုပ်လာတယ်အဲ့လိုပေါ့နီးစနစ်တွေကပေါင်းပြီးတော့သုံးတယ်ဟိုတင်မလားအတွေ့အရင်တော့ပြောပြလို့ပဲငါအတွေ့အရင်တော့အများကြီးဒီမှာဘာလို့လဲအများကြီးချနိုင်မယ်လို့တွေးထားတာလေဟုတ်မလားဟို Warren Buffett စကားလုံးလေ the more you learn the more you earn so သူစကားလုံးကမှန်တယ်သူစကားလုံးကသူ့အတွက်မှန်တာငါတို့တော့မဟုတ်နေကွာအစသမားတွေတော့များများလေးလာရကွာဒါပေမဲ့အတုံးချတဲ့ကောင်မှာအကုန်လုံးပြိုင်တော့တုံးနေလို့မရပြန်ဘူးလေသူ့နေရာနဲ့သူဘာလို့တော့လဲအတုံးချမှလာသူကလည်းအတုံးဝင်တာဟုတ်ဆိုတော့အဲ့စကားလုံးကကြားတဲ့အခါကျတော့ငါလည်းအဲ့ပုံစံတိုင်းလေးလာတယ်လို့ပေါ့ဒါပေမဲ့လေးလာပြီမဲ့ခုနပြောသလိုပဲလက်တွေ့အတုံးချတဲ့အခါမှာကျတော့အတုံးမချနိုင်ဆိုတော့ဒါက ICT မကောင်းလို့လည်းမဟုတ်ဘူး smart money concept တွေကအလုံးမဖြစ်လို့လည်းမဟုတ်ငါနားမလဲငါပြေးဝနားမလဲအခါကျတော့ငါတိကျအတုံးမချနိုင်ဒါပေမဲ့အဲ့အချိန်တွေထဲမှာပဲအဲ့လေးလာတဲ့အချိန်တွေမှာပဲငါ price action နဲ့ပတ်သက်ပြီးဒီစာအုပ်တွေဟိုပြောမလဲဒီ community တွေမှာစပြီးတော့လေးလာအဲ့မှာငါ price action ရဲ့ဒီ concept ပုံစံရတော့တဲ့ပုံစံပေါ့နော်ဒီ concept ရတော့တဲ့ပုံစံအဲ့ဒီတင်တန်းနေရတာတော့မဟုတ်ဒါပေမဲ့ဟိုပြော trader တယောက်ပေါ့ trader တော့ဆိုငါသူ့ Instagram မှာတွေ့တယ် Instagram မှာတွေ့တဲ့ခါကျတော့သူကအဲ့ဒီဟိုပြောမလဲဟိုဒီမြောက်အမေရိကလားအမေရိကအဲ့ဘက်ကထင်တာပဲဒီမှာကျွန်တော်တို့ဟိုပြောမလဲလူမျိုးကွာသူနဲ့ Instagram မှာတွေ့ရသူနဲ့တော့တခါမှဘယ်လိုကောမပြောပြဒါပေမဲ့သူအဲ့မှာသူငါတမေးရခါကျတော့သူကငါသူ့ရဲ့ဟိုပြောမလဲ Telegram channel ကဟိုပြောမလဲ lesson လေးသူငါပြတာသူအဲ့မှာသူ sample တင်ထားရရှိတယ်ပေါ့အဲ့လေးလာကြည့်ပါလားသူပြတဲ့ခါကျတော့ငါလည်းအင်္ဂလိပ်စာအမကောင်းလေအဲ့တော့သူတင်ထားတဲ့ video တွေအဲ့မှာသွားကြည့်တဲ့ခါကျသူအခုသူ community ကမရှိတော့ပါဘူးတင်မလားကြားလိုက်သူမရှိတော့ဒါပေမဲ့သူကလည်းအဲ့လိုမျိုးပဲ Telegram channel လေးမှာသူတိထားတဲ့ဟာမျိုးပြောထားဒါပေမဲ့အဲ့ဒါလည်း price section အပြေအဝပြောထားမဟုတ်သူနားလေ concept ပုံစံတိုင်းပြောပြထားတယ်အဲ့လိုပြောပြထားတာတော့တွေ့လိုက်တယ်တွေ့တော့လည်းဒီ market structure နဲ့ market pattern နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြေအဝနားလေခဲ့တာတော့မဟုတ်ဘူးအဲ့သူ concept မှာလည်းအပေါ်ဖောက်ထွက်တိုင်းလိုက်ဝယ်အောက်ကိုဖောက်ဆင်းတိုင်းလိုက်အောင်ဒီလိုပုံစံနဲ့သိခဲ့ဆိုတော့အဲ့ဒါသူ့စီမှာငါသိခဲ့တဲ့အကြောင်းအရာပေါ့နော်တကယ်တော့သူ့စီမှာတင်အဲ့လိုပြောမယ်တော့လေးလာရဲ့ရှင်ငါပတ်စံပေးခဲ့ရအောင်ပတ်စံမပေးခဲ့အောင်သူကငါ့ဒီတိုင်းပေးခဲ့တာသူ့ရင်ငါဒီတိုင်း Instagram မှာတွေ့လိုက်တာဆိုတော့ဒီတိုင်းပေးခဲ့တယ်သူကလည်း video တွေ update မလုပ်တော့ဘူးvideo ကနည်းနည်းလေးပဲရှိတယ်သူမှာသူတော့လိုပြောမလဲအဲ့ဒါတော့မှသူသင်ခန်းစာရှင်းပြထားတာမဟုတ်ဘူးနော်တင်မလားသူလုပ်တဲ့အလားဟာကိုပဲသူဘာလို့ဆိုပြောပြထားတာဒါပါအဲ့ဒါကနည်းနည်းဘာလို့ဆိုရင်အဲ့မှာနည်းနည်း knowledge ရခဲ့ကွာနည်းနည်း knowledge ရတဲ့ခါမှာနည်းနည်းသဘောပေါက်တော့ငါဘာဆက်လိလာရဲဆိုရင် white cost ratio တော့လိလာဘာလို့ငါတိသွားတယ်ဒီကောင်း concept သူ user ရဲ့ပုံစံမျိုးစားဒီ white cost ratio အခြေခံထားတာပဲတော့ငါတိသွားခါကျငါ white cost ဘာလို့လဲသွားပြီးတော့လိလာတယ်လိလာတဲ့အချိန်မှာပဲဒီ white cost user ချက်ကခုနပြောတော့ ICT မှာလည်းဘာလို့တော့လဲပါနေရဆိုတာသိပြန်ရောဒါပေမဲ့သူတို့ confirm လုပ်တဲ့ပုံစံနဲ့ဘာလို့တော့လဲဆိုရင်ဟိုစင်ရံအောင်နဲ့မတူနေပြန်အောင်ဒါပေမဲ့နောက်တော့ဟို price တမားတွေကလည်းဒီဘယ်လိုလဲ white cost ရဲ့ theory ကိုအခြေခံထားတာတွေ့ရတယ် ICT မှာလည်း white cost ရဲ့အခြေခံဘာလို့တော့လဲ theory ကိုနည်းနည်းအခြေခံထားတာကိုတွေ့ရဆိုတော့အဲ့ချိန်က strategy တွေနဲ့ဘာလို့တော့လဲအလုံးချုံနေတဲ့အချိန်ဒီကနေ့ strategy မရှိသေးဘူးမှတကယ်ငါအများကြီးလေ့လာနေဒါပေမဲ့ငါ trade တယ်နော် line နဲ့ပဲငါ like ကောက်နေပဲငါ trade နေအဲ့တဲ့က personal account နဲ့ပဲငါ trade နေငါချုံနေ deposit တွင်လိုက်တစ်ခါကျရင် profit ရ ထပ်ထုတ်လိုက်တိတ်မကြအထက်ပြီးတော့ deposit ရဘာလို့ဆိုထပ်တွင်ရပြန်ရောဟုတ်နဲ့အဲ့လဲနေတဲ့အချိန်အဲ့မှာစပြီးတော့ဒီ Instagram မှာပဲ trader တယောက်နဲ့စတွေ့အဲ့ trader ကဒီညနာလည်းမပြထားဘူးဘာမှမပြထားဘူးဒါပေမဲ့
သူရဲ့ story မှာတော့ကြည့်ရတာကြောင့်သူရဲ့ story ကတင်မှာအများကြီး story တင်တယ်သူရဲ့ Instagram ကောက်မှာတင်တာ post မှာ6ခုလောက်ပဲရှိတယ် story အများကြီးတင်တဲ့ခါကျအဲ့ story မှာကြည့်နေသူ့ကိုလေးလာခြင်းစိတ်ပေါက်သွားတယ်ဘာလို့လဲဆိုတော့သူလုံးသွားရဲ့လုံးတယ်များဆိုတာငါသိထားတဲ့ခါလေးပဲသူလုံးနိုင်တယ်ဒါငါမလုံးနိုင်ဘူးဆိုငါတန်တဲ့အရင်များနေကွာတကယ်အလုံးဖြစ်တာလားတကယ်အလုံးမဖြစ်တာလားငါမသိဘူးကွာတန်တဲ့အရင်များနေဆိုတော့အရင်များနေတယ်အရင်များဆိုတော့ငါသူ့တင်တယ်တတ်တယ်တင်တယ်တတ်တော့ तू အဲ့တော့တင်တယ်မဖွင့်နေဘူး तू ငါတိပြီး2လလောက်နေမှ तू ကဘာလို့တယ်ဆိုရင် तू ဒီဘောကလည်း Telegram group နဲ့ဘာလို့တယ်စာတင်ပေးမယ်ပေါ့ဘလို့ live stream တင်လာတယ်မဟုတ်ဒီတိုင်းသူရဲ့ဘာလို့တယ် lesson video တွေကို तू record လုပ်ပြီးတော့တင်ပေးထားမယ်အဲ့လိုတော့အဲ့တော့တင်တဲ့ကြီးက1500များရတယ်လေအဲ့တော့တင်တဲ့ကြီးကမသုံးချင်ဘူးအဲ့မှာ तू ကပထမဆုံးအယောက်20တော့ तू 50ရာခိုင်နှုန်း discount ချမယ်ဆိုတော့900ကျော်900ကျော်နဲ့ငါ तू ဘာလို့လဲဆိုရင်စပြီးတော့အလိုက်တာအဲ့တော့900များရကွာပြောလို့ဆိုရင်ငွေစရာတလောင်းမဟုတ်တာဆိုတော့အဲ့တော့ငါ तू တက်လိုက်တယ်အဲ့ဒီမှာတက်တင်လိုက်တယ်ပုံပြောမယ်ဆို तू တင်တန်းတွားလိုက်ပြီးတဲ့ငါရင်တော့ပြောပြ तू တင်တန်းကတွားပြီးတော့ तू တင်တန်းခဏပြောလို့ပဲအရင်နာမည်ကြီးတဲ့လူတယောက်မဟုတ်ဘူးเนาะဒါပေမဲ့ငါတွားခဲ့တယ်တွားလေးလာခဲ့ပြီးတော့ तू တင်တယ်မြအားလုံးကငါတိထားတာတည်းတိုင်းပတ်ပြီးအဲ့မှာဒါပေမဲ့တင်တန်းကြီးကတန်လာလို့ပြန်ပြောမှဆိုရင်တော့တန်တယ်ဘာလို့ဆိုတော့ငါကပြောလို့သူဒီမှာတွားပြီးတင်တဲ့အချိန်တော့ခဏပြောလို့ strategy ရခဲ့တာတော့မဟုတ်ပဲဒီ psychology ချိန်တော့ဘာလို့ဆိုတော့ तू တလောက် profit ရအောင်ရှာနိုင်တယ်ဒါပေမဲ့သူ့ရဲ့တွေးတဲ့အတွေ့အကြုံများစုမှာတနည်းအားဖြင့်ဆိုငါတို့သိထားတဲ့ concept ပုံစံ foundation rule တွေ supply demand rule တွေနဲ့အခြေခံသွားရတယ် market pattern ကိုပဲဘယ်လိုလဲရှင်းကပ်ပြီးတော့လုပ်တယ်သူတွေပြောမယ်ဆို तू market pattern နဲ့ trade တာတော့နည်းပါတယ် supply demand ပုံစံနဲ့ trade တာများတယ်အဲ့ဆို SR နဲ့ trade တာများတယ်ပေါ့နော်အဲ့လိုပုံစံနဲ့ trade တာများတယ်ဒါပေမဲ့ तू profit ရအောင်ရှာနိုင်တယ်အဲ့တော့အဲ့ဆိုတော့ငါစပြီးနားလဲတော့ဆိုတော့ငါတို့ knowledge ပဲ like ရှာနေရလေဒီမှာ whole strategy ကောင်းလို့ whole knowledge ကောင်းလို့ whole system ကောင်းလို့ဒီ system ကောင်းလို့အဲ့လိုပုံစံနဲ့ like ရှာတယ်ဒါပေမဲ့နောက်ဆုံးငါတို့ဘာလို့တယ်လဲဆိုရင်ဘယ်ရမှတေချာအသုံးချထားပြအောင်အဲ့တော့အလုပ်ဖြစ်အောင်လည်းဘယ်ရမှဘာလို့တယ်လဲတေချာမစမ်းကြည့်ထားပြအဲ့တော့အဲ့သူတင်တန်းကပြီးသွားတဲ့အချိန်ကျတော့တင်တန်းပြီးရဆိုတော့တင်တန်းကပြီးပြီးမဟုတ်လို့မတက်ရပါဘူးဘာလို့ဆိုတော့ तू ကနှစ်ပတ်လောက်တစ်ခါမှဗီဒီယိုကောက်တင်တာဆိုတော့ तू ဂရုရငါမှမရှိတော့ဘူးပေါ့နော်ဂရုရတူဆိုလဲဆိုရင်ငါလည်းအိမ်တော့ထွက်လိုက်တာကြာတော့ပြန်ဝင်လို့မရတော့ဆိုတော့အဲ့လိုလည်းငါတင်လိုက်ပြီးတော့အဲ့ဒီအချိန်မှာငါလည်းစပြီးတော့ပေါက်တော့โอเคငါများများသိအောင်လုပ်နေလို့မရတော့ဘာလို့ဆိုငါသိထားတဲ့များအသုံးချဖို့လိုအပ်နေပြီမလိုအဲ့လိုမရတော့လေဘာလို့ဆိုနှစ်ပြည့်ကန်ကြီးရောက်လာပြီလေဘာလို့ဆို profit ကတေချာမထွက်နေဘူးကွာတေချာမထွက်နေဘူးဘာလို့ဆိုငွေရလည်းဘာလို့ဆိုလဲကုန်နေပြီလေကိုဗစ်ကာလလေကြောင်နိုင်ငံရေးလေတကယ်ကောင်းကြီးဘယ်ကငါရဲ့ငွေဝင်ပေါက်တွေအားလုံးကဘာလို့ဆိုအဲ့မှာမဝင်တော့ဘာလို့ဆိုအဲ့တော့ trading ကလည်းခြေစုံပြည့်ဝင်ထားတာဆိုဒီထဲမှာလည်းငွေကပို့ပြီးတော့ကုန်လာပြီဆိုတော့အဲ့ချိန်မှာငါအမြင်ပြောနှစ်နှစ်ပြည့်ကနေမှာပဲငါchallenge ချပေးတာ6လထပ်လုပ်မယ်အဲ့6လအတွင်းမှာဒီ3လအတွင်းဒီငါ practice လုပ်မယ်ငါလေ့ကျင့်တာပဲလုပ်တော့မှာငါထပ်မလေ့လာတော့ငါတိထားတဲ့မြောက်ပဲငါလေ့ကျင့်တော့မယ်ဆိုအဲ့ချိန်ကစပြီးတော့အခြေခံအစအကုန်လုံးပေါ့ငါနောက်ဆောင်တင်မှာအကုန်ချရဲဘာတွေလေ့လာခဲ့ရလဲငါဘာတွေတင်ခဲ့ရလဲဒီနေ့စနစ်ကဘာအခြေခံပြောခဲ့ရလဲအကုန်လုံးငါချရဲတယ်ချရဲပြီးတော့ငါပထမဆုံးလုပ်တဲ့လို့က indicator တွေအကုန်ဖြတ်တာပဲ indicator ကတခုမှမထည့်တော့အကုန်ဖြတ်တယ်အကုန်သုံးတော့စပြီးတော့ငါစပြီးလေ့ကျင့်တဲ့ဘာဒီ price action နဲ့မဟုတ်ဒီတိုင်း market pressure ဖြစ်တဲ့ support resistance နဲ့ trend ပဲအဲ့ support resistance နဲ့ trend ကိုဘာလို့လဲငါ focus လုပ်ပြီးကြည့်တယ်ကြည့်တော့အဲ့ပုံစံတိုင်းက practice လုပ်တယ် practice လုပ်တော့မှ3လ chance ပေးတာဒါပေမဲ့3လလုံး practice လုပ်တာမဟုတ်တော့တစ်လပဲ practice လုပ်ပြီးတော့ငါဒုတိယလမှာငါ real account နဲ့စပြီးတော့ပြန် train နေဒီမိုနဲ့ငါတော့ train နေ real account ငွေနေနေထည့်ပြီးတော့ငါပြန်တော့ train နေရဆိုတော့အဲ့မှာတလားတော့ငါ batters အဲ့လို batters လေ့ကျင့်မှုများလုပ်လိုက်တဲ့အချိန်မှာငါတဘောပေါက်သွားတယ် basis ကိုပွင့်ပြောတော့နည်းနည်းပြည့်ကန်ဒီမှာ basis ကိုတေချာတဘောပေါက်တာနော် knowledge တွေဘာလို့လဲလက်ပတ်ရှာနေညာနဲ့လည်းသိရပါလားကိုတိထားတဲ့မြောက်တကယ်လက်တွေ့အသုံးချဟိုကအတိမပြုတ်ဘူးကွာဒါပေမဲ့အဲ့ဒီအချိန်မှာပဲငါစပြီးတော့ basis ကိုလက်တွေ့အသုံးချကြည့်တဲ့ခါကျတော့ market ကြည့်ရလေတင်မလားindicator တွေဖြောင်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ market ကြီးရှင်းရှင်းလင်းလင်းမြင်နေတာ higher high resistance ကိုဖောက်တော့တိုင်း market တွေ higher high ပြန်ဖြစ် new higher လို့ပြန်လာမယ်အဲ့ဒီ higher လို့ဒီ block level လောက်ထိပေးနိုင်တယ်ဆိုတော့အဲ့ချိန်တော့အဲ့ basic နဲ့ fibo နဲ့ကိုတွဲသုံးတယ်ဒါပေမဲ့အဲ့မှာ fibo ကမသုံးဘူးအဲ့ basic နဲ့ပဲတွဲသုံးတယ်အဲ့တော့ငါပြောတဲ့ key ဆုံးခေါ်နော်ငါ basic lesson တမားတွေရောမင်းတို့ကပြောတဲ့ key ဆုံးမှာ entry ဝင်ဆိုအဲ့ key ဆုံး entry ဝင်အဲ့ practice လုပ်တဲ့အချိန်မှာသိခဲ့တာပြောဆိုအဲ့ key ဆုံးရဲ့ entry rule ကတနည်းအားပြောမယ်ဆိုရင်
order block နဲ့လည်းတူတယ်နောက်တစ်ခါဘာလို့လဲ Spider-Man ရဲ့ rule နဲ့လည်းတူတယ်ဒါပေမဲ့ငါကီးဆိုရင်ပထမဆုံးအတက်ကြအောင်ငါဘာလို့ရွေးလိုက်တယ်ဆိုတဲ့အကြောင်းကြီးကငါ practice အများစုမှာ practice အများစုမှာအဲ့ကီးဆိုငါတွေ့နေရအဲ့ပထမဆုံးအတက်ကြဖြစ်နေစုံရောက်ရင် market တွေဒီပြန်လဲသွားပြန်တက်သွားတယ်ပြန်ကျလာတွေ့တဲ့ခါကျနော်ဒီကောင်ရဒီပုံစံတိုင်းထက်ကဖြစ်နေပါလား data တွေကအဲ့တော့ငါအဲ့မှာ real ကောက်စပြီးတော့ trade ကြည့်တာငါပြောလို့လေအပြန်ပြီးတော့ trade ရှင်ငါအကောင့်ထဲမှာ$200ပဲရှိတာ$200လေးပဲငါထည့်ပြီးတော့အဲ့မှာ trade တာ trade တော့လည်းအဲ့တကြောင်ငါ$200ငါတကြောင်ရင်းတာမှာ$10ပဲငါရင်းတာ$10ပဲရင်းတာဘာလို့ capital မရှိတော့ဘူးလေအဲ့တော့ရင်းတဲ့အချိန်မှာပဲစပြီးတော့တွေ့လိုက်ရတော့1 week show 3 1 week show 4တော့ရတဲ့ခါကျ$10 $30 40အဲ့ဒါ3ကြောင်းလောက်ဆိုငါ100ကျော် profit ထွက်တယ်တခြားပြန်တွေးရှင်တိုင်းရဘာမှ basic ပဲပါရကောဘာမှမပါဘဲနဲ့ဒီ concept ကြီးက profit ကထွက်နေရောတကယ်တော့အဲ့ concept ကိုပို့ပြီးတော့ confident ရတာလေခုနကပြောရဲ့အဲ့နောက်ဆုံးတက်ခဲ့အဲ့ဒီတင်တန်းအဲ့တင်တန်းကပြောမဆိုအများကြီး psychology ကို share မှာကွာမလို့အသွေးဘာလို့ကိုကခုနပြောလို့အများကြီးလေးလာနေဆာမယ်ဆိုရင်လေးလာထားသမျှကိုအတီးပြုတ်ပြီးတော့ line လုံးနိုင်ဖို့အတွက်လိုအပ်တယ်ဆိုတော့အဲ့အချိန်မှာစပြီးတော့မြင်လိုက်တာအဲ့တော့အဲ့အချိန်မှာပဲအဲ့ basic နဲ့ပဲပတ်စံချတယ်အဲ့တော့ basic 3လေ့ကျင့်မယ်လို့ပြောတဲ့3လအတွင်းမှာကျန်တဲ့2လ basic နဲ့ပတ်စံချရင်လည်းနေ့တိုင်း practice လုပ်ခဲ့ practice ကအမှန်တကယ်တော့စားတယ်လုံးနေရဒါပေမဲ့ရောက်ဟိုပြောရန်ဖာရန်ကာပေါ့အရင်ကြီး detail ကြအောင်မလုပ်ခဲ့ဒါပေမဲ့အဲ့ပုံစံလိုက်လုံးနေရင်လည်းအဲ့3လအတွင်းမှာပဲဒီ market pattern နဲ့ user ချက်သဘောတရားတွေဒီ inverse correction နဲ့ user ချက်သဘောတရားတွေအများစုပေါ့ပြောမဆိုငါလေးလာခဲ့တော့အကြောင်းအရာတွေကတော့ subject တစ်ခုနဲ့တစ်ခုမတူဘူးရဲ့ဒါပေမဲ့ငါ community မှာ share တဲ့ပုံစံတွေ concept တွေပုံစံကြောင့်အကုန်လုံးကအနည်းချုပ်ထားတဲ့ပုံစံလုပ်ထားအားကြောင့်တင်မလားအခေါ်လေးငါတို့ခက်ဘာမှငါမပေးထားဘူး user ချက်တွေလည်းဘာမှချုပ်ထွေးအောင်ငါမပြောထားပဲနဲ့ပုံစံပြောတာအမှန်တကယ်အဲ့ပုံစံကိုခြာတွေ့လာတဲ့ပုံစံမင်းတို့အရင်နေ့ကလည်းငါ့ကိုမေးလို့မျိုးပေါ့အဲ့ concept ပုံစံကိုခြာတွေ့လာတဲ့ပုံစံတခြားလူတွေရဲ့ guideline ရခဲ့တာဆိုမဟုတ်ရေတခြားလူကအဲ့ guideline ငါမရှိခဲ့ဘူးရေအဲ့ guideline ပုံစံထွက်သွားတာအဲ့ bad test တွေမှာထွက်သွားတာအဲ့ဆိုခဏပြောလို့ basic foundation ရှင်းကတ်နေရင်လည်းအဲ့ဒီ market တွေမှာဒီဖြစ်ပေါ်လာတဲ့ဒီ sideways market range တွေဒီဘလို့ပုံဖော်နေတာလဲဆိုတော့အဲ့အချိန်မှာစပြီးတော့ဘာလို့တော့လဲဆိုရင်မျက်လုံးထဲမှာပုံပေါ်လာဘယ်ပြောမစငါအဲ့တော့ reset ရအောင်လုပ်နေရမဟုတ်တော့ငါဒီတိုင်းငါတိထားတဲ့မြောက်ပဲအတုံးချနေဟာပထမတော့ trend structure ဆွဲတယ် trend ticket တွေဆွဲတယ် pattern အလုံးနဲ့ pattern ဆွဲတာမဟုတ်တော့ trend ticket တွေဆွဲတယ်ဆွဲနေမှာအဲ့ဒီ market တွေဘာလို့တော့လဲဆိုဒီစောင့်နေပုံစံငါမျက်လုံးထဲမှာပုံပေါ်လာခါကျဒီပုံစံနဲ့ဒီ format ပုံစံနဲ့တစ်ချိန်တည်းဖြစ်နေတာမဟုတ်ကွာအချိန်ဖြစ်နေခုနကပြောငါ basic လို့မှ basic entry ဝင်တဲ့ rule ပဲကွာအဲ့ဒီ price action concept မှာလည်းချိန်ဖြစ်နေအဲ့တော့ငါသဘောပေါက်တော့market pattern တွေ create လုပ်နေတဲ့ပုံစံကသူ့မှာလည်းသူ့ရဲ့ဘာလို့တော့ theory format ပုံစံဖြစ်နေပါလားတင်မလားဒါပေမဲ့ငါတိလာခဲ့တော့ပုံစံမှာအပေါ်ဖောက်တိုင်းလိုက်ဝဲအောက်ကိုဖောက်တိုင်းလိုက်အောင်ဒါပေမဲ့အဲ့ concept ကဘာလို့တော့အဲ့တခုနဲ့လုံးနေမှာမဟုတ်ဘဲနဲ့ inverse correction နဲ့တွဲပြီးတော့လုံးနေဒါပေမဲ့ correction ဆိုတဲ့ခေါ်ကလည်းငါလွယ်ကူအောင်သုံးခဲ့ရတော့မနေ့ correction မဟုတ်လေ consolidation လို့ဘာလို့တော့လဲ price action တပိုင်းခေါ်ကြတာအဲ့ခေါ်ဒါပေမဲ့အဲ့ခေါ်ငါချုပ်ထွေးလို့ဆိုပြီးငါ correction ဆိုပြီးပြောင်းထည့်လိုက်တယ်ဆိုတော့တင်မလားငါချုပ်ထွေးနေခံစားရတဲ့ခါကျအဲ့ဒါငါ consolidation လို့ငါမတွေးချင်တော့ဘာလို့ consolidation ကိုတွေးနေ subject တစ်ခုအနေနဲ့ဘာလို့တော့လဲဟိုပြောနေပြန်စဉ်းစားမဲ့ပုံစံဖြစ်နေမှာဆိုငါ correction လို့ပဲတွေးလိုက်အဲ့ချိန်မှာစပြီးအဲ့ pattern စပြီးတော့ပုံပေါ်လာအဲ့တော့အဲ့3လကာလအတွင်းကstrategy တစ်ခုကိုစပြီးတော့သိခဲ့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဒါပေမဲ့အဲ့ strategy သိပြီးတဲ့အခါမှာတော်တော်များများအောင်ကအဲ့တော့အခုကိုမင်းတို့နောက်ပိုင်းဖြစ်နေတဲ့ပုံစံလို့ပါတခြားလူကိုကနီလန်းကောင်းရတိုင်းတခြားလူဘာလို့တော့လဲပြောချင်တာကွာပြချင်တာတကယ်လည်းကပြခဲ့ပြောခဲ့ဒီလိုပုံစံစဉ်းစားကြည့်ဒီလိုပုံစံတွေးကြည့်ဒီလိုပုံစံအလုံးတစ်နေ့လောက်ကဘယ်သူမှဘာလို့တော့လဲလက်မခံဒါပေမဲ့ profit ရတယ်အဲ့ concept ပုံစံနဲ့ဆိုအဲ့ဒါကအခု baby လုံးဖြစ်လာတဲ့အကြောင်းရင်းပဲအဲ့မဲ့အဲ့ဒါတစ်နေ့လောက်တော့အဲ့ချိန်မှာဘယ်သူမှလည်းလိုက်မပြောတော့ဘူးကွာဒါပေမဲ့ငါစီချင်းကလာလို့တော်များအောင်အဲ့ concept ပုံစံနဲ့ဘာလို့တော့ရှင်းပြဒါပေမဲ့အစောပိုင်းကာလမှာငါ community ကိုစပြီးဝင်လာတဲ့လူတော်တော်များ trader တွေတော်တော်များငါစပါအဲ့လိုတင်သွားပဲဒါပေမဲ့သူတို့အသုံးမချကြဘူးလေသူတို့ကတင်သွားပြီးတိတ်တခြားတင်တိုင်းသွားရောက်သွားတယ်အဲ့မှာပဲသူတို့ဘာလို့ထပ်ပြီးလေ့လာကြတော်တော်များအသုံးမချကြအဲ့ကြောင့်မလို့တချို့အဲ့ trader အဟောင်းတွေ community ကအဟောင်းတွေရန်ကြံ့ကြသွား
ပို့ပြီးတော့ကြမ်းကြတော့ခုနပြောဆို2023နှစ်ဝက်လောက်ကဝင်လာတဲ့လူတွေနောက်ပိုင်းပဲဘာလို့ဆိုပို့ပြီးတော့တိုးတက်လာဘာလို့ရှေ့ပိုင်းကလူတွေကနည်းနည်းတို့ဘာလို့ဆို6လပိုင်း6လလောက်လူတွေကတိတ်ပြီးအသုံးချကြဘာလို့ဆိုတို့ငါပြောလို့ငါမျိုးလို့ပြန်ချင်လို့တဲ့အချိန်မှာအဲ concept တွေကဘာဖြစ်နေအရင်ယူရှင်းနေရလေငါပြောလို့ပဲအဲအရင်ယူရှင်းတဲ့ပုံစံကခုနပြောလို့ငါပထမတွေးတယ်ရှင်းပြမယ်ဆိုရင်ငါပို့ပြီးတော့လွယ်ကွန်ဘလို့ရှင်းပြရမယ်အဲကြောင့်အဲ concept တွေက1 2 3 concept ပုံစံဆိုတာပြောင်းလဲဆိုတော့ဒီ user ချက်ကဘလို့ focus လုပ်မယ်ဆိုရင်ဒီ market cycle မှာဖြစ်နေတဲ့ပေါ်တရားဘလို့နားလည်နိုင်လဲတင်မလားအဲ့ဒါစပြီးတော့ဘာလို့ခုငါတို့သုံးနေတဲ့အခု strategy ရဲ့ concept ပုံစံဖြစ်လာအဲကြောင့်အဲ့ဒီပုံစံဒီကိုဘလူးစီကနေမြင်မြန်ပြီးရခဲ့တာလဲဆိုတော့မဟုတ်ရဲ့အဲ့ဒီ bad testing လုံးနေနဲ့အဲ့ပုံစံဖြစ်သွားတာအဲကြောင့်ငါနားလည်ထားတဲ့ပုံစံပဲငါ့ community ငါစီ join လာတဲ့လူတွေစီကိုမဟုတ်တယ်ပြန်ရှင်းပြပေးလိုက်တာအဲကြောင့်အဲ့ concept ကအရင်ယူရှင်းသွားဆိုတော့ဒါကအလုပ်ဖြစ်သွားတာပေါ့အဲဒါကြောင့်တခြား strategy တွေသိလာခဲ့တယ်အလုပ်မဖြစ်ခဲ့တာတော့မဟုတ်ဘူးသူတို့စီကနေလည်းတစားဘာလို့ဆိုလဲဆိုရင် ICT မှာလည်း ICT ကနေလိုက်ရတစားတူတာဘာလို့ဆိုလဲအသုံးဝင်လာတယ်ပြောမှဆို ICT မှာစပြီးအသုံးဝင်လာတဲ့အကြောင်းရင်းကဘာလဲပြောမှဆိုရင် FIBO ပဲ FIBO အရင်တော့အရင်မသုံးချရဘူးဒါပေမဲ့ ICT ကိုလေးလာပြီးနောက်ပိုင်းမှာ FIBO တော်တော်လေးအသုံးချတက်လာတယ်သူက technical data ပဲလေဒီ data ရဘာလို့ဆိုလဲဝင်ရမယ့် entry level လေဒါပေမဲ့ FIBO ကိုသုံးချတာဒီအားရဲ့ basic rule ဖြစ်တဲ့ကို key level နဲ့တွားပြီးပါတော့တယ်ပတ်တက်နေပြန်ရောအဲ့မှာပို့ပြီးယုံကြည်ချက်ရသွားအဲ့တော့ ICT ကတော့အများကြီးငါတဘောကြားရကြလို့ပေါ့ပြောမှဆိုရင်ဒါပေမဲ့2 million တော့ငါတို့မတုံခဲ့ဘူးဒါပေမဲ့2စီမှာလေးလာခဲ့နောက်ပိုင်းမှာလည်းဟိုပြောမလဲကိုရှင်းခဲ့လို့ရတဲ့ပုံစံရခဲ့တယ်ဒါပေမဲ့အပြည့်သူ့မတုံခဲ့ရတော့ခုနပြောလို့ပဲအပြည့်ဝနားမလဲလို့မတုံခဲ့ရသူကမကောင်းလို့မဟုတ်သူက share ကောင်းတယ်ငါအပြည့်ဝနားမလဲနားမလဲတော့ငါမအသုံးချတတ်ဘူးကွာဆိုတော့အဲ့ဒါလည်းငါနောက်ပိုင်းမတုံတော့ဘူးအဲ့တော့ price section ပဲအဓိကထားပြီးတော့တုံးလိုက်ဆိုတော့ခုဒီကောင်ငါတို့ပြန် share လုပ်နေတဲ့ price section ဆိုတော့ဒီ price section concept ပဲဒါပေမဲ့နည်းနည်းတော့ခုနပြောလို့ကွဲသွားအကြောင်းရငါပြောမစငါအမတ်စုပဲပြောမစရင်ဒီ strategy လုပ်တဲ့ပုံစံငါအမတ်စုပုံစံအလုပ်ပေးလိုက်တာဆိုတော့ငါလေးလာခဲ့တဲ့ပုံစံလေးဟိုလေးလာခဲ့တဲ့ပုံစံတိုင်းတင်ညွန်းပုံစံတိုင်းအကြောင်းတိုင်းတိုင်းမတင်တော့ဘာလို့ဆိုပြင်းစရာကြီးလေခုနကအလုပ်ကလေးလာရဆိုတာအလုပ်ဖြစ်ဖို့တော့ကွာအဲ့တော့လေးလာပြီးသွားရင်ဒါဘလို့အသုံးချမလဲအလုပ်ဖြစ်ရင်ရပြီကွာအဲ့တော့ငါအချိန်မှာတွေးရပဲရှုံရောလေ subject တွေအများကြီးဖြစ်ပြီးချောင်းဝါဖြစ်နေတာစမယ်ဆိုရင်ထီရောက်လေးလာပြီးတိုက်ရိုက်ဘလို့အသုံးချမလဲဒီအသုံးချနိုင်တော့ရင်အလုပ်ငွေရပြီကွာဆိုတော့ငါလည်းအဲ့ပြဿနာတက်ခဲ့တယ်ဆိုတော့နောက်ပိုင်းအဲ့ community ကလူတွေအဲ့ပုံစံတိုင်းကရှင်းပြပေးလိုက်တာဒါပေမဲ့ဒီနည်းနဲ့လည်းအများကြီး develop ဖြစ်ခဲ့ပါတယ်ဘာလို့ဆို2 နှစ် 3 နှစ်တွင်မှာနေ့တိုင်းစတင်တဲ့ပုံစံနဲ့အလုပ်မတူခဲ့ဘူး concept တွေမတူခဲ့ဆိုတော့အများကြီးအကျိုးရှိခဲ့တယ်ပေါ့ငါတော့လည်းအကျိုးရှိခဲ့တယ် community member တွေလည်းအကျိုးရှိလာတွေ့ရတယ်ကွာဆိုတော့ဒါကတကယ်အောင်မြင်မှုပိုင်းပဲကိုဝင်ငွေပါတာ trading ကဘလောက် profit တော့လဲဆိုတာထားလိုက်ဒီ strategy တစ်ခုကကိုပဲမဟုတ်ကွာတခြားလူတွေပါအလုပ်ဖြစ်လာဒါကငါအတွက်ပို့ပြီးတော့တဘောကြားဆုံးပိုင်းပဲ trading လုပ်ရတဲ့အတိုင်းမှာဟုတ်ပြီနော် okay ကောင်းတယ် discuss လေးနည်းနည်းလုပ်အဲ့ကြောအားကြရလားကောင်းတယ်အတန်မကြားနိုင်ဘူးနော်ကြားလားကြားပြီဆိုတော့ discuss လေးဆရာတို့ပြောတာတကယ်ဆရာတို့ကအခု strategy ဆရာတို့ကိုယ်တိုင် create လုပ်ထားတဲ့ strategy ပေါ့နော်ဒါအကုန်လုံးကျွန်တော်တို့လည်းယုံကြည်စိတ်ချစွာသုံးနေတာတကယ်လုပ်ဖြစ်လေဆိုတာလည်းကျွန်တော်တို့ community ရဲ့သူတွေသိရပါတော့ကောင်းပါရဲ့ဆရာအဲ့ဒါနောက်မေးကို okay ဟောမေးပါတခါကြိုင်ငါတို့ကအဲ့ဒီအရာအပြေးကနားမလဲတာနဲ့ငါတို့ကအဲ့တော့ကောင်းလို့တွား user တော့မင်းအောင်တဲ့ငါတို့ကလည်း beginner တော့ indicator တွေတုံးတာပဲဟော check တယ်မို့ color လေးစုံလို့တဲ့တော့လူများစုပေါ့နော် trading တွေဝင်လာပြီးဆိုစပြီးတော့ income လေးတွေစရလာပြီဆိုတော့ဆရာအနေနဲ့ရလာတဲ့ income တွေကိုဘယ်နေရာမှာပြန်ပြီးတော့ investment လုပ်လို့ရှိလဲအဲ့ဒါလည်းကျွန်တော်တို့သိခွင့်ရှိမလားပေါ့အဲ့ဘိုင်းတော့အသေးစိတ်ကိုပြောတော့ပေါ့နော်ဒါပေမဲ့ဟိုအဓိက main ပိုင်းပေါ့နော် trading ကကိုယ်ပိုင်စီးပွားရေးလို့ပြောကြတယ်မှန်တယ်ဒါပေမဲ့ trading ကငါတို့တင်မှာငါတို့မနေ့အိယာထားတယ်တင်မလားဝယ်ရမလားရောင်းမလား market ကိုကြည့်နိုင်ပြီး entry ဝင်ဖို့တဲ့ဘာလို့လဲအလို action ယူမှဘာလို့လဲ result ကလိုက်လာကွာဒါပေမဲ့ तू ကဒီတိုင်းအလို income လာနေတာမဟုတ်ဒါပေမဲ့ investing ထူတော့ရခုနပြောလို့ဟို crypto တွေမှာ coin တွေကို investment လုပ်တာမျိုးဝယ်ပြီးတော့ဘာလို့လဲ NAC တွေဝယ်ပြီးတော့စုထားတာမျိုး stock share တွေမှာရင်းနှီးမြှုပ်နှံတာမျိုးအဲ့လိုလုပ်ကြရကွာ
ဒါပေမဲ့ currency trade တဲ့လူတွေကြောင့်အဲ့လိုမျိုး long term investment လုပ်တာမျိုးတော့မလုပ်ကြအဲ့တော့recommend လုပ်တာတော့ဒီ trading ကနေဝင်ငွေရရင်တော့ဒါမှဘာလို့ဆိုလဲဆိုရင်အပြင်မှာလည်းခုနပြောလို့ဒီနေ့မြုံနှံမှုတခြားလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ့ဟိုမှာဆိုအင်ချန်မြန်မာပဲဒီနေ့မြုံနှံတာဖြစ်ဖြစ်ပြည်တွင်းရွှေတွေဝယ်ပြီးတော့ဒီနေ့မြုံနှံတာပဲဖြစ်ဖြစ်တခြားပေါ့အထွေထွေတော့ဘာလို့ဆိုလဲလှုပ်ထားဖို့လိုရတယ်ဘာလို့ပြောလို့လဲငါလည်းရင်တော့ဘာလို့ဆိုလဲ trading ကနေအများနဲ့ဝင်ငွေရအောင်ဘာလို့ဆိုလဲတယ်မလားအချိန်မီငွေချလို့ရလို့တွေးမှန်တယ်ဒါပေမဲ့ငါအမေဆွေတယောက်ကtrading လုံးနေရင်ဟိုပြောလေဖြတ်သွားတာလေဖြတ်သွားတဲ့အခါမှာသူ trading ဘာလို့ဆိုလဲဆက်ပြီးတော့မလုံးနိုင်တော့ဆိုတော့အဲ့ကြုံလာပြီနောက်ပိုင်းငါတွေ့တယ်ပြောင်းသွား okay trading ကရတဲ့ဝင်ငွေဒီတိုင်းဘာလို့ဆိုလဲပြီးတော့သုံးလို့မရအောင်အဲ့တော့ကိုဟိုပြောလဲလာစဉ်ဝင်ငွေပြန်ချပေးမဲ့နေရာတွေမှာဘာလို့ဆိုလဲ investment လုပ်အဲ့တော့ထုံးစံတိုင်းပဲကိုဝင်ငွေပြန်ချပေးတဲ့နေရာမှာ investment လုပ်နောက်ကကို investment လုပ်ဒါဆိုငါတို့လည်းဆက်ပြီးလေးလာရအောင်ပါလေဒီညာရေးတင်ရအောင်မယ်ကွာကိုတိုးတက်တဲ့အကြောင်းတွေမှာ investment လုပ်အကောင်းဆုံးကို invest လုပ်တာအကောင်းဆုံးပဲအဲ့ဆိုဒီကောင်ကဟိုရောလဲအရေးတွေးတက်လာလေးတွေငွေရှာတက်လာလေးတွေပဲဟုတ်ပြီနော်အဲ့တော့အဲ့ကြောင့်ဟိုအရင်တော့လည်း community ကလူတွေပြောရကွာငွေရတာအရင်ထုတ်သုံးပြီးတော့ဘာလို့ဆိုလဲတင်မလားဖြုံလိုက်နေကိုဝင်ငွေပြန်ချပေးမဲ့နေရာတွေမှာဆိုတော့ငါတို့တည်းဒီ computer ရှိမှာမထိုင်နိုင်တဲ့အချိန်ကြောင်းရင်တင်မလားဝင်ငွေရလိုအပ်တော့မှာလေအဲ့အချိန်ကြာမှတင်မလားtrading ကချာနိုင်မှာတော့ပေါ်လို့မရဘူးဒီနေမကောင်းဖြစ်သွားတဲ့လူကြုံလဲတွေးလိုက်ရတဲ့နောက်ပိုင်းကလည်းအဲ့ဒီတွေပြောင်းသွားအဲ့ကြောင့်ဒီ trading ကနေဝင်ငွေရရင်တော့ခုနပြောသလိုပဲဟိုပြောလဲ internet ပေါ် lifestyle လိုက်ပြီးကျွေးမနေနဲ့ကျွေးမနေနဲ့ကိုယ့်ရဲ့ backup plan လေးဘာလို့ဆိုလဲအရင်ဆို investment ကလောက်ကိုလောက်တင်တယ်ဟိုလောက်ကင်ထားတဲ့နေမှာပြောစင်တာဘလောက်ပဲ trading ကနေငါတို့ဝင်ငွေရှာတက်နေပါစေတည်မလားဘာမှမသိချအောင်လေဘာဖြစ်သွားမလဲဆိုတာဆိုတော့ investment တော့လောက်ကိုလောက်အောင်ပါတခြားနေရာမှာအဲ့ကျွန်တော်လည်းလောက်ထားပါတယ်အဲ့လိုလေးမလောက်လို့မရအောင်လေတနေရာတည်းမှာခြေတော်ရက်ပဲဖြစ်မလဲဟုတ်ပြီနော် ဟုတ်ကဲ့ပါဆရာဘာစိတ်အင်ကန်လေးတော့လိုရနော် လိုတယ်လောက်ကိုလောက်ထားတယ်ဆိုတော့တခုတည်းတော့ဘုံပြရထားနေဟုတ်ကဲ့ဆရာနောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ဆရာအနေနဲ့ပေါ့နော် role model trader တူကဘယ်သူများဖြစ်မလဲဒီမြန်မာနိုင်ငံမှာဖြစ်ဒါမှမဟုတ် global မှာဖြစ်ပေါ့နော်အဲ့လိုမျိုးများရှိလားရှိရင်လည်းနာမည်လေးပြောပြပေးပါဦးဆောဆရာမျိုးကြီးစံမြန်မာနိုင်ငံမှာဆရာမျိုးကြီးစံပေါ့နော်အဲ့မျိုးကြီးစံစာကြော်သေးပြောမစသူတို့ကို trading စပြီးလေးလာတဲ့အချိန်တုန်းကဘာလို့လဲဆိုရင်စပြီးလေးလာခွင့်ရတဲ့လူပေါ့ဆရာမျိုးကြီးစံဆိုတော့သူ့ YouTube channel စပြီးလေးလာခွင့်ရတယ်ဒါပေမဲ့သူ့ရဲ့ community တော့ငါလည်းမဝင်ခဲ့ဘူးပေါ့နော်ဆရာကြော်သေးစာအုပ်တွေစပြီးတော့ဖတ်ခွင့်ရတယ်ဘာလို့ငါခုနပြောလို့ငါစာအုပ်ဖတ်တာဘာလို့လဲအားတာတယ်လို့ဆိုတော့ဆရာကြော်သေးစာအုပ်တွေဖတ်ခဲ့ရတယ်ပေါ့အရင်ကောင်းတဲ့လူတွေပေါ့ပြောမယ်ဘာလို့ထက်ပေါ့အများကြီးအရေးချင်းနဲ့ရှိလို့အရင်လည်းအတွေ့အကြုံတွေရောဟိုပြောမလဲအများကြီးကောင်းပါပဲဘာပြောမလဲဆိုရင်တော့အဲ့လိုလူတွေရောရှိတယ်ပေါ့ဒါပေမဲ့ခုနပြောလို့အရင်ဒီ role model အနေနဲ့တတ်မှတ်ထားတဲ့အရာကတော့ဘယ်မှတော့ငါမထားဘူးဘယ်မှမထားဆိုငါဘယ်နေရာမှာအဲ့လို role model ဆိုတဲ့ပုံစံမျိုးမပေါ်ထားဘူးဒါပေမဲ့ငါတင်ခဲ့တဲ့လူတွေဟိုငါတဘောကြားတဲ့လူတွေဆိုတော့သူတို့ပဲဒါပြည်တွင်းအောင်လို့ပေါ့ဒီဘာကတော့အဲ့ဒီ ICT ကပထမဆုံးသူ့ရဲ့ strategy ကိုလေ့လာခဲ့ရလို့ဆိုတော့ငါတဘောကြားရလို့ပါပါတယ်နောက်ပိုင်းတော့တခြားတွေတော့စာအုပ်တွေပေါ့ဟုတ်တယ်မလားtraining zone training zone ဟုတ်တယ်နော်ငါစာအုပ်တွေမေးနေတာပါသူစာအုပ်တွေပြန်တော့အများကြီးဘာလို့တဘောကြားဒါပေမဲ့အဲ့စာအုပ်တွေတော့ငါဝယ်ဖတ်တာမဟုတ်ဘူးအကြောင်းသားတွေငါလက်ဆောင်ပေးတော့စင်ကာပူကကျောင်းသားတရားရဲ့ထိုင်းကကျောင်းသားတရားရဲ့ငါလက်ဆောင်လာပို့တော့အဲ့လိုသူတို့စာအုပ်တွေအများကြီးကောင်းတယ်ပေါ့နော်အဲ့တော့များတော့ပဲငါလည်းခုနပြောလို့ပဲစာအုပ်တွေကနေပဲဖတ်လာတာဖြစ်တဲ့အတွက်ဟိုဘွားမှာအဲ့လိုမျိုး role model တခုထားပြီးတော့အလုံးလောက်တာမျိုးတော့အားမရှိဘူးခုနပြောလို့ငါတခြားလူတွေပေါ့အများကြီးတက်ကြည့်လို့ငါနည်းနည်းငါလိုချင်တာပဲငါကြည့်ငါတွားချင်တဲ့ပုံစံငါတွားချင်တဲ့နေရာငါရချင်တဲ့နေရာဒါပဲဟိုပြောမယ် focus လောက်တာဖြစ်တာတော်တော်အရင်ကြီး role model ထားပြီးတော့ငါအလုံးလောက်တာတော့တိတ်မရှိခဲ့ဒါကပြောတဲ့ပုံကိုယ်တွေကတော့ဒါတို့ trading ထဲမှာငါတို့ဘာလို့တော့လဲလေးလာတင်တဲ့လူတွေပေါ့ဘာလို့ဆိုအများကြီးငါတို့တဲ့ senior ကြားတယ်အများကြီးငါတို့ထက် knowledge ပိုကောင်းတဲ့လူတွေဒါပေမဲ့ငါတို့အသုံးချရလည်းရှိတယ်အသုံးမချလည်းရှိတယ်ပေါ့ဒါပေမဲ့လေးလာထိုင်စိုးချိုးရတော့ဘာမှမရှိဘူးလေအကုန်လုံးကောင်းတဲ့ဟာတွေပဲဆိုတော့အဲ့လိုလူတွေကငါတဘောကြားတဲ့လူတွေဒါတော့ပြည်တွင်းရလူတွေပြောတော့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါနောက်မေးခွန်းလေးကိုမေးပါဆိုတော့
လူများစုကပေါ့နော် strategy တစ်ခုစလေးလာပြီးဆိုတာနဲ့အများနဲ့မေးကြတဲ့မိကုံတစ်ခုရှိတယ် indicator သုံးရင်ပိုမကောင်းဘူးလား indicator တွေကပို့ပြီးတော့ကျွန်တော်တို့ထိရောက်တာမရှိဘူးလားအဲ့ဒီမိကုံပေါ်မှာလူများစုလည်းခံယူထားတဲ့အရာတစ်ခုရှိတယ်အယိုးရှင်းဆုံးကအကောင်းဆုံးဆိုတဲ့အရာကိုဆရာတို့ကသဘောတူလားဘာကြောင့်အယိုးရှင်းဆုံးကအကောင်းဆုံးဆိုတဲ့အရာပေါ်ကိုဆရာတို့ကသဘောတူရတာလဲဆိုတဲ့အကြောင်းကိုလည်းနည်းနည်းလေးဝေညှပေးပါဦး ဆောဟိုပြောလေခဏပြောလို့ပဲ best strategy မကောင်းတာဘယ် indicator မကောင်းတာမျိုးတော့မဟုတ်သူတို့မှသူတို့ရဲ့လုံးနိုင်စွမ်းတွေဘယ်လိုလဲဟိုစွမ်းဆောင်ရည်တွေရှိနေပြီစားရဲ့ဒါပေမဲ့တစ်ခါကြိုင်ငါတို့ကအဲ့ဒီအရာအပြေးကနားမလဲတာနဲ့ငါတို့ကအဲ့ဒါကောင်းလို့သွားယူစားတော့မင်းအောင်ဒါငါတို့ကလည်း beginner တို့က indicator တွေတုံးတာပဲ indicator တစ်ခုနှစ်ခုတော့မဟုတ်ဘူးရေဟိုက trading view က free buy ရှင်းမှာဆိုတော့အများကြီးပေးမသုံးလို့လေသုံးလောက်ပဲအများဆုံးပေးသုံးလို့အဲ့လိုကသုံးခုလောက်ပဲထည့်တာအမေရိကန်အကုန်ထည့်ခြင်းဒါဆိုအရင်ပါတော့တလဲဟိုသုံးထည့်တာဒါပေမဲ့ဘာလို့မသုံးတော့လဲဆိုတော့ခုနပြောခဲ့သလိုပဲပေါ့အရင်ချုပ်ထွေးသွားတယ်ဒီစနစ်တွေအများကြီးလေးလာတယ်တကယ်လက်တွေ့အသုံးချတဲ့အခါမှာခုနပြောလို့ price action confirm ရနေ indicator မှာ confirm ဖြစ်တယ်လို့ divergence မ okay သေးလို့ moving average က cross မဖြစ်သေးလို့ဆိုတော့ဒီလိုပုံစံတွေဖြစ်လာအဲ့လိုဖြစ်လာပုံစံဖြစ်လာတဲ့အခါကျတော့ခုနပြောမယ်ဆိုအဲ့ပုံစံငါပုံစံမဟုတ်ဘာလို့ဆိုငါရဲ့ personal ရောက်ပဲတည့်တဲ့အတိုင်းပဲငါရှင်းတာပဲကြိုက်တယ်ကွာတီရှပ်တောင် plain ပဲကြိုက်တယ်ဆိုတော့ရှင်းတာပဲကြိုက်တယ်ဆိုဘယ်ကုံဆိုလဲငါရှင်းတာပဲကြိုက်တယ်ငါပတ်ဝန်းကျင်မှာမြင်နေမြအားလုံးကတနည်းအားဖြင့်ဆိုလုံးဝရှင်းတဲ့ပုံစံပဲကြိုက်တယ်အဲ့တော့ငါနည်းနည်းချုပ်ထွေးရတာမကြိုက်ဘူးနည်းနည်းချုပ်ထွေးတော့ရင်ဘာလို့တော့စောင့်ပြချက်မချတတ်တော့ဆိုတော့ငကိုတွေကလည်း introvert တယောက်ဆိုတော့တင်မှာအဲ့လိုပုံစံဆိုတော့အရင်ချုပ်ထွေးတာမကြိုက်အဲကြောင့်ဟိုအယူချင်းဆုံးကအလုပ်ဖြစ်ဆုံးလို့ပြောကြပြီမယ်ဘာလို့ဒီစကားပြောရလဲပေါ့နော်အဲ့လိုပြောသလိုပဲပေါ့ဈေးကွက်တစ်ခုကြည့်လိုက် higher high ကိုတက်သွားရင် higher လို့ပြန်လာမယ်ဆိုရင်ဘာလို့ entry ဝင်ရမှာ higher လို့ဆိုတဲ့ဘာပုံမှန်မရဘူး this market ကရှင်းနေပြီလေတဲ့ market ကရှင်းနေပြီ trend higher high ကိုတက်သွားရင် higher လို့ဘယ် level မှာ key level ပြီးမလဲဆိုအဲ့ level မှာငါတို့ကဘာလို့လဲ entry ဝင်ဖို့အတွက်စဉ်းစားရမှာကွာ market ကတကယ်ပြောမယ်ဆိုရင်တော့ငါတို့ကယူရှင်းတာကြိုက်တာမဟုတ်တကယ်တော့ market ကိုရှင်းခဲ့ရတာလေရှင်းလင်းလေးရေဒီနေ့ဆိုရင် community တွေကလူတွေဘာဖြစ်နေကြလဲချုံနေကြတယ်ရှုပ်တင်ပြအမကဆိုရတဲ့ down run သွားနေတယ်လေ lower လို့ဟိုက်ကနေ lower လို့သွားနေကိစ္စပဲငါတို့လောက်ကမှ lower high ကနေရောက်ပြီး lower လို့သွားတယ်ဒါပေမဲ့သူတို့ဘာလို့လဲအောက်ကနေရောက်ပြီးဆိုတာလဲဝယ်တော့မယ်ဝယ်ကြတော့မလားဝယ်ဖို့တဲ့အဲ့မှာကျွန်တော်ပြောနေစနစ်ကချုပ်ထွေးရတယ်မဟုတ် market ကချုပ်ထွေးနေတာမဟုတ်ငါတို့အတွေးတွေကဘာလို့တော့လဲအရင်ကဘာလို့တော့မဖြစ်သေးတဲ့ဟာ over တက်ဖြစ်ဆိုတော့တော်တော်တတိပေးရတယ် market ကြီးက down trend သွားနေသေးတာပဲတက်ဖို့ reason မှမရှိတာဘာလို့ဝယ်ဖို့အတွက်စဉ်းစားနေကြလဲတဲ့လားဆိုအဲ့ဒါပြောမဆိုငါတို့အတွေးကချုပ်ထွေးသွားနေလေငါတို့ရဲ့ decision ရောအလုံးစုံချက်တွေအားလုံးကလွယ်သွားပြီပဲအဲကြောင့် market ကိုဘာ indicator မှမသုံးဘဲနဲ့ကြည့်ဆိုတဲ့အကြောင်းကြီးကချင်းချင်းလေးရဲ့ indicator တွေမကောင်းလို့မဟုတ်ဘာမှမသုံးဘဲနဲ့ဒီတိုင်း plain ကြည့်မင်း trend ကိုမြင်ရ trend ပဲသွားတယ် lower high ဆိုရင် down trend သွားတယ်ဒါဆိုမှရောင်းဖို့အတွက်ခွင့်လန်းချပြနေဒါပဲရဲ့အခုငါတို့ဒီ meeting မပြောခင်မှာဘာလို့လဲခုန profit ထွက်ခဲ့ဘာလို့ခဲ့လဲဘာမလို့ရ down trend သွားနေလို့15မိနစ် confirmation သွားယူပြီးဘာလို့လဲဟို9မိနစ်မှာ entry ငါလိုက်ခဲ့one show 80ရတယ်အ market နေလက်ခဲ့ပြန်တက်သွားတဲ့ဟာတော့ခုနပြောလို့ user ချက်နည်းနည်းလွဲသွားလို့3ပစ်လားမသိကွာပြီးတော့ရွှေကပြန်တက်သွားတော့မပါတော့အခုရွှေသေးတက်သွားလားငါမသိတော့ဟောပြန်ကျလာတယ်ဟာပြန်ကြအဲ့တော့ပြန်ကြတော့မဝင်နေဘူးပေါ့နော်ဘာလို့ဆို analysis လည်းမလုပ်ရတယ်ဆိုတော့အဲ့လိုမျိုးပေါ့ကောင်ကပြောချင်တာအဲ့တော့ဟိုချုပ်ရိုးရှင်းတာအကောင်းဆုံးလားဆိုတော့အကောင်းဆုံးဆိုတာထက်ပြောမှဆိုရင်ရိုးရှင်းစဉ်းစားတယ်ရှင်းလေး market ကိုကြည့်တယ် chat တွေကိုရှင်းလေးမြင်အောင်ကြည့်ရဆိုတဲ့အကြောင်းရင်းကခုနကပြောလို့ပဲ trend ကိုလည်းရှင်းလေးမြင်ရတယ် support resistance ဆို key level တွေလည်းရှင်းလေးမြင်ရတယ်ဒါဆို main အနေနဲ့ entry ဘယ်မှာဝင်မှာလဲ stop loss ဘယ်မှာထားမှာလဲအကုန်လုံးကရှင်းလေးမြင်ရတယ်ဒါတော့ငါအများနဲ့ community မှာပြောတာဘာ indicator မျိုးနဲ့ only play မဲ့တော့ဒါပေမဲ့ဟိုဒီလိုပြောလို့က indicator ခုနပြောလို့ indicator သုံးတဲ့လူတွေကအလုံးမဖြစ်တော့ဘူးမဟုတ်ဘူးဒါပေမဲ့ငါပြောမယ်ဆိုရင်တော့ဟို beginner တမားတွေကိုအရင်ချို့တွေမစင်စားစေချင်ဘူးဆိုချို့တွေစဉ်းစားပြီးနေရတယ်ဆိုမှကွာဒီရိုးချင်း concept ပုံစံတွေစဉ်းစားလိုက်တာကသူတို့တော့ဘာလို့လဲပို့ပြီးတော့ဟို clear ဖြစ်တယ်ကွာခုနပြောလို့မင်းသိထားတဲ့ဟာ clear ဖြစ်နေ decision ကဘာဖြစ်နေ clear ဖြစ်နေဒါပဲအဲ့ခက်တာအဲ့လိုပေါ့အရင်ရှင်းနေတဲ့ခါကြတော့ခါကျရင်တကယ်တော့တက်ပါမလားဆိုတဲ့ reason ကဘာလို့လဲမေးလာကြရင်အဲ့ကြောင့်အဲ့ဒီ reason မေးတယ်ဘာလို့တိုင်ငါတို့ပို့ပြီးတော့ပြဿနာတက်တယ်ကွာ
မင်းတို့လည်းကြုံရပါပဲမင်းတို့တင်တန်းပြီးတော့မှလည်းအဲ့ပုံစံနဲ့ဘာလို့ဆိုလဲကြုံရတာပဲဟုတ်တယ်မလားငါတင်တန်းပြီးသွားတဲ့အချိန်မှာမင်းတို့ကဒီ strategy ကဒီတော့ဟုတ်ပါမလားလို့ဒီကြောင်ဘာလို့ဆိုလဲစဉ်းစားမှာပဲဘာလို့ဆိုတော့အရင်ရှင်းနေလို့လေကြမလားတော်တော်များမယုံဘူးနေငါတို့ကတိတယ်ကွာဒီချာနာရဲ့ BB อ่ะတိတယ်ကွာဘာလို့ဆိုတော့ဒီချာနာငါတို့ဒီမှာတင်တန်းပြီးသွားရင်တော့သူပေရောက်သွားတယ်ဆိုတော့တိနေရယူအတိရဘာလို့သူဆက်စကားထွက်လာရင်ဆိုရင်ဒီ concept ကဘယ်ကနေရောက်နေရလဲဆိုတော့သဘောပေါက်တယ်ကွာအဲ့တော့သူတို့မယုံကြအောင်ဘာလို့မယုံတာလဲမှန်တယ်လေဘာလို့ဆိုတော့ဒီရိုးရှင်းနေတော့အလုပ်ဖြစ်မယ်လို့ဘာလို့ဆိုလဲမတွေးကြအောင်လေဒါပေမဲ့အဲ့လိုလူတော်တော်များလဲအဲ့လိုပဲ၄လလောက် cycle လေးပြီးသွားရင်ဆိုပြန်ရောက်လာပြန်ရောက်လာဆိုတော့ငါအမြဲပြောလို့ပဲငါတော့ဘာလို့လဲချက်ချင်းမပြေဘူးဒါပေမဲ့သူတို့ပြန်ရောက်လာတဲ့အချိန်မှာတယ်မလားပြင်ပေးလိုက်တယ်ဆိုတော့သူတို့ကဒီဈေးတဲ့ပတ်ကြည့်နေတာဟုတ်ဈေးတဲ့ပတ်ကြည့်တွေရဲ့ business နဲ့ပို့သုံးချရမလဲဒါပေမဲ့သူတို့နောက်ဆုံးသဘောပေါက်တော့လဲဒီယူချင်းချင်းလေး concept ကိုပဲကြည့်လိုက်ရင်တယ်မလားပို့ပြီးတော့တယ်မလားသူတို့တဲ့ဟိုငွေချနိုင်တယ်ကွာမြင်နိုင် market ကိုဆိုတော့အကောင်းဆုံးပဲပေါ့ယူချင်းချင်းဘာလို့ဘာမှရှုပ်မထွေးနေဘူးလေ try လိုက်မြင်ရတယ် key level တွေတိကျကြည့်လို့ရတယ်ဘာလို့ငါတို့ framework ကိုမှရှင်းရှင်းလေးဖြစ်နေတာ哦အဲ့တော့ဘယ်မှာဝင်မှာလဲဘယ်မှာထွက်မှာလဲရှုံးသွားရင်လားဘာကြောင့်ရှုံးသွားလဲအကုန်လုံးမြင်ရတယ်ဆိုတော့ဒါက strategy တစ်ခုရဲ့အကောင်းကျိုးလို့ပဲပြောမှာပေါ့နော်အဲ့လိုပဲပြောမှာပေါ့ယူရှင်းရှင်းလေးစဉ်းစားနိုင်တာပေါ့ယူရှင်းရှင်းလေးသုံးဖြတ်နိုင်တာရောလွယ်တော့မလွယ်ဘူးပေါ့လွယ်တော့မလွယ်ဘူးဒါပေမဲ့တိသွားရင်လည်းသဘောကျစရာကြီးပါဒီအတိုင်းပဲဘာလို့ဆိုခဏပြောလို့ပဲကွာသူများပြောလို့က1 day အောင် trade setup နဲ့ကြောင်းရအောင်ချလို့ရတယ်ဆိုရင်ငါတို့ strategy ကြည့်လိုက် community တဲ့ကောင်တွေဒီနေ့ trade setup နဲ့ကြောင်းရတယ်လားကြည့်လိုက်တော့ဒါတော့ငါတို့ချပေးနေရတာချပေးဦးရငါလည်းဟိုပြောနေဆရာလာလောက်တာသူတို့ငါ signal နဲ့ပေးရမပေးပါဘူးဒါပေမဲ့ငါပြောတော့ပဲမြင်တယ် concept ခု market ခု strategy ခုဘယ်လိုစဉ်းစားရမလဲဆိုတဲ့ framework ကိုရပိုင်းပြီးပြီမင်းတို့အခက်အခဲဘာလို့တလဲတွေးပြီဆိုတော့ဘာလို့ဆိုတော့ငါတို့အမြဲတမ်းဝယ်ပါရောင်းပါလို့လိုက်ပြောနေလို့မဖြစ်ဘူးကွာဆိုတော့ဂျာလိုက်ဆက်မင်းတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတော့ဆိုတော့အဲ့ကြောင့်ကျောင်းသားတွေများဆိုလဲအဲ့ပုံစံတိုင်းမပြောဒါပေမဲ့တချို့ကြတော့လဲဟိုလေးလာရင်းနဲ့ခက်တဲ့ခါကျလက်လျှော့သွားရရှိတယ်တချို့ကြတော့လဲလေးလာရင်မှတဘောပေါက်သွားရရှိတယ်တွေ့ရမလား community မှာ3လ4လလောက်တင်တန်းပြီးသွားရချင်းကျမှဟာဆရာတို့ပြောတာအခုမှတဘောပေါက်တယ်တဲ့တော့သူတို့3လ4လပြီးသွားရချင်းကျမှငါစီပြန်ရောက်လာလေဆိုတော့ဒီ concept ကသူတို့ဘာလို့လဲပထမမတွေးမိကြဘူးရိုးရှင်းရှင်းလေးကိုတိတ်ပြီးတင်မလားဒါလည်းခုနပြောလို့အခက်အခဲဆုံးမဟုတ်ဘူး။ဆိုတော့ support resistance မဆွဲချင်တဲ့အခါကျတော့ key level ချလို့ရတဲ့ level လေးပေါင်းစံ indicator တွေထည့်သုံးလိုက်တဲ့ trend ကိုမဆွဲကြည့်ချင်တဲ့အခါကျတော့ဘာလို့လဲ moving average ကိုထည့်သုံးလိုက်ကြတယ်။အဲ့မှာလေရိုးချင်းချင်းကဘာလို့လဲ higher လို့မြင်အောင်ကြည့်တတ်ဖို့ပဲ။ဒါပေမဲ့ကြည့်ကြအောင်ဆိုတော့ရိုးချင်းချင်းကတော့အကောင်းဆုံးပဲ။ဒါပဲဘာမှအများကြီးမစမ်းနဲ့ရိုးချင်းချင်းပဲစဉ်းစား market ကို trend ကိုမှန်အောင်ကြည့် trend ပဲသွားရတယ် down သွားတယ်အရောင်းဘက်ကိုဘယ်လိုလိုက်ရရသေးလဲဘယ်က key level လဲဘယ်အချိန်မှာဝယ်တင်လဲဘယ်အချိန်မှာရောင်းတင်တယ်လဲအမေတကယ်ကျွန်တော်တို့ဒီပြောပြတဲ့ concept theory ကဟိုချိန်ဖန်များစွာပြောနေလို့လေတင်မလားငါတို့ YouTube မှာလည်းပြောကြတယ် community မှာလည်းပြောမောတော့မောနေဒါပေမဲ့ခုနပြောလို့အဲ့ဒီ concept ပုံစံလေးကိုယ်တိုင်ဘာလို့လဲမြင်အောင်ကြည့်ဖို့ပဲဆိုတော့ယုံကြည်မှုလိုအပ်နေရအောင်ဟုတ်တယ်မလားဆိုတော့အဲ့လိုမြင်သွားရင်အဲ့ you ချင်းချင်းတွေကဘယ်လောက်ထိအလုပ်ဖြစ်တယ်လဲဆိုတာသိသွားလိမ့်မယ်အဲ့ကြောင့် professional ဖြစ်လာတဲ့လူတွေကြည့်လိုက်အရင်ချုပ်ထွေးနေကြချုပ်ထွေးပြီဘာလို့ချုပ်ထွေးလဲတို့ဟုတ်တယ်နော်ငါတို့ community မှာကြည့်ကြတယ်တို့ချုပ်ထွေးနေကြချုပ်ထွေးပြီဒါပေမဲ့အဲ့ဒီအစသမားလေးရောနည်းနည်းနောက်ပိုင်းတော့နည်းနည်းလက်တက်ဆန်းတာများလို့ねအဲ့တာလို့များလာလွတ်ထားရသေးတော့လေးကားပိုက်ကပြန်လဲမှာဆိုတော့အဲ့ချိန်ကျမှပြန်တဲ့ပေးလိုက်ကြတော့အဲ့လိုပဲပြန်တွေးထားရတာပါနော်ဒီ simple ဖြစ်တဲ့ strategy လေးကို okay ဟုတ်ကဲ့ဆရာရဲ့အတွေ့အကြုံတွေလာတဲ့စကားတွေဆိုတော့ကျွန်တော်တို့ပို့ပြီးတော့ထိရောက်သွားတယ်အဲ့တော့ကျွန်တော်တို့လည်း beginner ပေါ့တော့အဲ့လိုပဲပေါ့ဆိုတော့ကျွန်တော် indicator တွေအများကြီးသုံးတယ်ဆိုတော့ကျွန်တော်ဆိုရင်အများကြီးလာမှုတွေပေါ့နော်ဒီ volume chart တွေရော ichimoku တွေရောပေါ့နော်ဆိုတော့အဲ့ဒါတွေကျွန်တော်ကဒီ support and resistance ပဲတခြားလေးအာရုံစိုက်ပြီးတော့ကျွန်တော်လေ့ကျင့်ရမယ်စားအားတွေအများကြီးသုံးတဲ့အခါမှာကျွန်တော်တို့နေနဲ့ဘယ်လိုခံစားရလဲဆိုအချိန်တော့professional ဆန်လိုက်တာပေါ့သူ chat တွေကအများကြီးမြင်နေရတဲ့အခါ expert ဖြစ်တယ်ပေါ့ဆိုတော့အဲ့လိုခံစားချက်တွေအများကြီးမြင်မိတယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းကျွန်တော်ဒီ level တစ်ခုရောက်လာတဲ့အခါကျွန်တော်သိလာတာကျွန်တော် consistency ပေါ့တမတ်တဲမှာကျွန်တော် profit တွေရဖို့ဆိုရင်ကျွန်တော်တို့ကယူရှင်းမှုကအဓိကပဲเนาะဆရာခုနလည်းအများကြီးပြောရတယ်ပေါ့နော်ဆိုတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့
ဒီ less is more ဆိုတော့ နည်းလေများလေဆိုတဲ့ concept ကဒီ trading မှာတကယ်အလုပ်ဖြစ်တယ်ဆိုတော့ကျွန်တော်ဆရာပြောရတာနဲ့လည်းအများကြီးတက်တည်ပြနေပါတယ်ဆိုတော့ကျွန်တော်ဒီအခုကြည့်နေတဲ့ beginner တွေပုံမှာလဲဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တော်တော်လေးရှင်းတော့မယ်လို့ထင်ပါတယ်ဆိုတော့နောက်တဲ့ question လေးကိုပေါ်တာအနေနဲ့ဆက်ပြီးတော့မေးပြီးတော့ပါ ဆိုတော့ beginner trader တွေကပေါ့နော်စပြီးတော့ strategy တစ်ခုရလာတယ်ဆိုတော့သူတို့ရလာတဲ့ strategy တစ်ခုကိုစပြီးတော့သူတို့ကိုယ်တိုင်ကဒီ strategy တစ်ခုကိုသုံးရဲဖို့တတိယပြောတော့ယုံကြည်မှုရအောင် step by step တွားရမယ်ဆိုရင်ဆရာအနေနဲ့ဘယ်လိုမျိုးသူတို့အကြံများပေးချင်သေးလဲ တက်ပိုင်စတက်အမှန်တကယ်တော့ငါတို့ဒီနေ့ဆိုရင်လေးလာစရာအခွင့်အရေးတွေအများကြီးရှိတယ်ဟောပြောရတယ်ငွေကုန်ပြီးတော့လေးလာစရာလည်းမလိုတဲ့ဘာလို့တလဲ knowledge တွေလည်းအများကြီးရှိကြတယ်ဒီ trading နဲ့ပတ်သက်ပြီး knowledge sharing လုပ်နေတဲ့လူတွေလည်းအများဆုံးအမြင်ရှိတယ်ဟောအရေးကြီးဆုံးချက်ကဒီတယောက်စီရဲ့ knowledge ကိုစပြီးရှင်းကမ်းလိုက်ဆိုတာ ਨੇ လေ့ကျင့်ဖို့အတွက်ပဲခုနကပြောလို့ငါတို့ beginner တော့စလို့မျိုးပေါ့လေးလာဘယ်လိုထုတ်သုံးရမလဲဆိုတော့အသုံးချအောင်လေးလာပါပဲရှိတယ်ကောင်းတယ်မှာလေးလာတဲ့ဟာတွေအများကြီးဖြစ်နေဘယ်ဟာမှလည်းသိချာမထုတ်သုံးတာအဲ့တော့ beginner တွေပြောပြစင်တယ်ငါတို့ baby လုံးမှာဆိုလဲ baby လုံး foundation course ရှိရကွာဒါဆို YouTube channel မှာ website မှာ free အကုန်ပေးထားအဲ့ဒါလေးလာပြီးသွားတယ်ဆိုအဲ့လေးလာတဲ့ဟာကိုလက်တွေ့ market ထဲမှာချက်တယ်အရောင်းဝယ်တော့လို့ခိုင်းတာမဟုတ်ဘူးเนาะ historical ဖြစ်ခဲ့ data မှာ support resistance level တွေတွားကြည့်တွားပြီးတော့ဆွဲကြည့် trend တွေဘာလို့တလဲတက်မှတ်ကြည့်အဲ့လိုမျိုး practice လုပ်ဖို့အတွက်လိုအပ်တယ်အနည်းဆုံးတစ်လားလောက်တယ်မှာကျွန်တော် beginner တွေကအရင်ဆိုးတယ်ဆိုတဲ့အကြောင်းအရာဘာပြောချင်တာလဲဆိုရင်သူတို့လေးလာပြီးတော့ရင်တင်မလားဒီသင်္ကန်းသားတွေကြည့်ပြီးတော့ရင်သူတို့သိပြီးချင်ပြီးဘာလို့ကြလဲနောက်တဲ့သင်္ကန်းသားတော့လေးလာငါ community မှာအများနဲ့ပြောသလိုမျိုးပေါ့ဒါအခုချိန်ကြီးပြောတယ်ဒီရက်ဆိုရင်ဒီပိုင်းဆို website မှာတင်နန်းလာဝယ်တဲ့လူတွေဆိုရင်ငါပြောတယ်အချိန်ကလေးလာပြီးတော့ရလားကျွန်တော်လေးလာတလားလေးဆိုမဝယ်နဲ့တော့ထပ်လေးလာလိုက်3လ2လ3လလေးလာပြီးတဲ့ချိန်ကြမှာပြန်လာခဲ့တင်နေရှိတယ်အဲ့ချိန်မှာဝယ်ဘာလို့လဲဆိုတော့ခဏပြောလို့သူတို့အခြေခံမရသေးတဲ့အချိန်မှာငါတို့နောက်တစ်ဆင့်ပေးမသိချင်ဘူးသူတို့ကလည်းမလိုချင်ဘူးသူတို့နောက်တစ်ဆင့်မြင်မြင်ဆက်ဆက်သိချင်တယ်ဒါကမင်းတို့လည်းကြုံရမှာပဲ community တွေကလူတွေလည်းကြုံရတယ်အခြေခံမကောင်းရင်နောက်တစ်ဆင့်ကဘလောက်ပဲလွယ်နေပါလေတိုင်ပတ်နေဘာလို့မင်းပထမပြဿနာကိုမဖြေရှင်းလာလေကွာအဲ့တော့အခုချိန်မှာ beginner trader တွေအတွက်ဟိုပြောမလဲ trading နဲ့ဝင်ခြင်းတယ်ဆိုရင်အရင်ရွေးချင်တယ် okay ငါတို့ technical analysis ကိုလေ့လာမယ်ဆိုရင် support resistance နဲ့ trend ငါ candlestick တွေတော့မပြောဘူးနော် candlestick ငါတို့လည်းအသုံးမချဘူးလေဘာလို့အဲ့လိုကြီး candlestick ကအရေးမပါနေဘူးကွာအရေးမပါနေလို့ဆိုတာဟောအသုံးချတဲ့လူတွေတော့အသုံးဝင်တယ်ပေါ့ငါတို့မှတ်တမ်းမှာကျတော့ candlestick တွေငါတို့အသုံးချရရှိလားမရှိဘူးလေအဲ့တော့တိတ်ပြီး candlestick ကိုမရှင်းကပ်ရတယ်ဒါပေမဲ့ market structure တဘောတရားဖြစ်တဲ့ basic foundation ဖြစ်တဲ့ support and resistance တွေများများပါလို့ဆိုလဲဆိုရင် practice လုပ်ဖို့လိုရတယ်ငါပြောတာတစ်လလုံး practice လုပ်ခိုင်းတာတစ်လမှာတစ်ပတ်ကို2ရက်လောက်ပဲလုပ်မှာမျိုးမဟုတ်တစ်လလုံးလုံးရပောင်း30လောက်အလုပ်တစ်ခုကိုဘာလို့လဲ design လုပ်ကြည့်လိုက်အဲ့အလုပ်ရဘာလို့လဲဆိုရင်ဟိုပြောနေကောင်းကျိုးဆိုးကျိုးနားလည်လိုက်ဒီ strategy ကိုကောင်းကျိုးဆိုးကျိုး support resistance နဲ့လုပ်တဲ့ပုံစံဒါပေမဲ့ခုနပြောလို့လူတော်တော်များကြည့်လိုက်မယ် trader တော်တော်များကြည့်မယ်ဆိုရင်အဲ့ရပောင်း30ပြည့်အောင်မလုပ်ဘူး15ရက်တော့မဟုတ်10ရက်လောက်ပြီးသွားရင်ရလက်ကဘယ်လိုဖြစ်ရှင်တာအဲ့မေကိုမထော်နဲ့ကွာဟောပြောချင်တယ်ငါတင်တဲ့ဟို community ကတင်တဲ့သားတွေလည်းငါမြင်ပြောရ better 30လောက်လောက်ပါ strategy ပြီးသွားရဲဆိုတဲ့အကြောင်းရအောင်ငါပြော better လောက်ခိုင်းတဲ့အကြောင်းရင်းကဒီ strategy ကဘယ်လောက်ထိကောင်းတာလဲ win rate ဘယ်လောက်ထိရှိတာလဲမဟုတ်ဘူးရဲ့အလေးချင်းဖန်တီးစေချင်တာတော့ beginner တမိုင်းအတွက်ကလည်းဒီလို market တွေကိုသူတို့ကြည့်နေပုံစံလေးဒါအမြဲတမ်းသူတို့ကြည့်နေပုံစံမဟုတ်တယ်ခုမှစပြီးလေးလာအဲ့လူတွေအဲ့တော့ဒီ market ကျရတယ်ဘယ် level support ဘယ် level resistance ဆိုတော့တိတိကျကျမျက်လုံးထဲမှာပုံဖော်တတ်တဲ့အလေးချင်းရှိဖို့လိုအပ်တယ်အကြောင်းရလာထွက်လာဆိုတာထက်မင်းမျက်လုံးထဲမှာပုံဖော်တတ်တဲ့အလေးချင်းမင်းဆွဲကြည့်ပြီလားဆိုအဲ့ဒီအလေးချင်းလို့ကျတာကွာဒါပေမဲ့ beginner တော်တော်များအောင်အဲ့ပုံစံတိုင်းဒါပေမဲ့90ရောက်လာ beginner တော်တော်များအရင်ကလည်း community မှာရှိတယ်တင်တဲ့ဟိုအချိန်ကလေးလာပြီးသွားတာဆိုလေးလာပြီးသွားသူတင်တဲ့တက်ရှင်စောနေကွာလေးလာပြီးသွားငါသိတယ်ငါတို့စာတင်နေနဲ့ကြည့်လိုက်ပြီဆိုဒီတယောက်ကအချိန်ကမရောက်သေးဘူးဆိုတော့သိတယ်ဟိုပြီးခဲ့တဲ့ကဒီငါနောက်ဆုံးနိုဝင်ဘာလတင်တန်းမှာဆိုရင်အဲ့မှာတင်တန်းတယောက်ပါလာအချိန်ကလေးလာမှ3ပတ်ပဲရှိတယ်ဘယ်လိုလုပ်ပြီးတော့ငါလည်းပုံမှန်အဖြစ်တင်တန်းလက်မခံကွာသူကအဲ့လိုလာအပ်တော့ခါကျတော့အဲ့မှာပထမဆုံးလို့စကားစပြောတော့သူ့မိနေတာလေးလာဘယ်လောက်ကြားရဲဆိုတလားတော့မကြားသေးဘူးအဲ့တော့တလောက်မကြပဲငါတို့ price section တင်တော့တွားပြီးသူ့တင်လို့မရအောင်လေငါသူ့ပြန်ပြောတယ်တင်နေကတော့ဒီလောက်ကုန်ပြီဒါပေမဲ့နောက်ပိုင်း online course တွေလာပါအဲ့တော့2လလောက်ဖြစ်ဖြစ်ဒီအခြေခံပဲအရင်ဆုံး practice လုပ်ပြီးမှတင်နေတော့ပြန်လာတက်ဘာလို့ဆိုငွေရဲပြန်ရမ်းလိုက်တယ်ဘာလို့ဆိုသူ့ကိုငါတို့တင်ပေးရလို့ရပြီပဲ तू က share ပြဿနာတက်သွားမှာငါတို့ပြောသလိုပဲလေ
ငါတို့ငငယ်တုန်းကအတန်ထွက်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး phonetic အတန်ထွက်တွေမကောင်းတော့အထက်တန်းပြီးတက္ကသိုလ်ရောက်တဲ့ခါကျတော့တိုင်ပတ်ရောစကားလုံးတွေကအတန်ထွက်လိုက်ပြီဆိုတော့အလွဲတွေဖြစ်နေပြင်ရခတ်သွားပြီတင်မလားအဲ့လိုအခြေခံ foundation ရဲ့တေချာနားမလည်သွားရင်နောက်လာမယ့် concept ဟိုပြောမလဲအကုန်လုံးကအလွဲတွေဖြစ်သွားတယ်အဲကြောင့် base strategy မှမခတ်ဘူးရဲ့ SMC လည်းမခတ်ဘူး price action လည်းမခတ်ဘူး supply demand လည်းမခတ်ဘူးဒါပေမဲ့အဲ့အကုန်လုံးကိုဟိုကနောက်ပြီး baby loan price action ပေါ့သူလည်းမခတ်ဘူးဟုတ်ပြီနော်ဒီအကုန်လုံးနားလိုက်ဖို့အတွက်က mid trial မှန်အောင်ကြည့်တတ်ဖို့လိုအပ်တယ်မပြော order block ပဲလေမလိုက်ရှာမှာမဟုတ်ဘူး FVG ကပဲမဖြစ်နေတာလိုက်ရှာမှာမဟုတ်ဘူးဒီနေ့ဆုံးမင်းကြည့်ရလောက်ကဒီ trend မဲ့ trend မှန်လား trend ပဲသွားနေရလဲဒါလေးအရင်ဆုံးမှန်အောင်ကြည့်ဖို့လိုအပ်တယ်ဒါ beginner လေးညနေတော့ community မှာပြောတော့ရတယ်အဲ့တိုင်းပဲ community ရဲ့အကောင့်တွေ price action ကိုတိသွားတော့ပေါ့ဆို trend အောင်မှန်အောင်ကြည့်ကြတော့ trend က down trend ဖြစ်နေရ live ဝယ်မယ်ဆိုပြီးတော့9မိနစ်လောက်တော့ရှိတော့9မိနစ်မှလောက် trend လာရမချိန်ထားလေးဘူးသူတို့ live ဝယ်လို့ရမှာလဲမရအောင်တွေ့လားအဲ့ဆိုသူတို့လည်းအဲ့လို beginner တမားတွေတက်တဲ့ပြဿနာမျိုးပေါ့ဒါပေမဲ့သူတို့တက်တဲ့ပြဿနာ beginner level မဟုတ်တော့များတိတော့တိတယ်ပေါ့လားအရင်နည်း overthinking နဲ့ရောက်သွားတာမစောင့်နိုင်တော့ဝယ်ခြင်းပြီမစောင့်နိုင်တော့ဝယ်ခြင်းပြီအဲ့လိုပုံစံဖြစ်သွားတာအဲ့တော့ beginner တမားတွေပြောချင်တာတော့အဓိကတော့ practice ပဲအဲ့ practice ကခုနပြောလို့ရလက်ထအောင်လုပ်ရတဲ့ဟာမဟုတ်ဘဲနဲ့အလေးချင်းဖန်တီးစေချင်တာ support resistance ကိုကြည့်တဲ့ပုံစံ trend ကိုကြည့်တဲ့ concept ပုံစံအဲ့ဒီအလေးချင်းကိုဖန်တီးမပြောလို့ဘယ်လုံးမဆိုအလေးချင်းမရှိရင်ခတ်တယ်ဒါပေမဲ့အလေးချင်းရှိသွားရင်စဉ်းစား concept ကလွယ်သွားဒါမင်းတို့ community မှာလည်းပြောခဲ့တယ်ကွာတင်နေသွားတယ်ကအမြင်ပြောခဲ့ဘာပြောခဲ့ရလဲအားလုံးဘာလို့လဲ market ကို price action ကို sorry ဈေးကွက်ကိုပေးပြီးတော့ shoot down ကြည့်တဲ့ shoot down နဲ့ရှင်းခဲ့ရင်ငါမြင်သမျှ trade set တာတိုင်းမင်းတို့ဘာလို့လဲမြင်တယ်နေအောင်ကား theory ပဲလေအားလုံးလမ်းပေါ်ထွက်နေအောင်ကားကိုပဲလိုက်ရှာနေအောင်ကားမြင်မယ် market ကိုသွားပြီးတော့ supply demand နဲ့တွက်ကြည့်ရင် supply demand concept ရ entry rule တွေမြင်မယ် SMC ရချင်း SMC ရမြင်မယ်အားလုံး price action baby loan price action concept ပုံစံနဲ့ market ကိုကြည့်မယ်ဆိုရင်အားလုံးမြင်တယ်ဗျာမင်းတို့မြင်တယ်အဲ့ကြောင့်ပြောတာအား signal ပေးကြမလို့ဘာလို့ framework ကတခုလေတဲ့မလားမကရမန်ဘာပြောသလိုပါကျွန်တော်စဉ်းစားတဲ့ပုံစံနဲ့ဆရာစဉ်းစားတဲ့ပုံစံနဲ့တူနေတာဟမ်ဒီ strategy ပဲငါတင်ပေးတာလေဘယ်လိုမတူစရာအကြောင်းရှိမှာတော့ဟုတ်လားငါတို့မြင်နေဘယ်လိုမြင်တာလဲတခြားလူတွေအမြင်တာအကုန်လုံးမြင်တာဒါပေမဲ့တချို့ကြောင်းလိုက်ဆိုပိုတော့မြင်ပါလေကိုတော်တစ်ခါကျရင်မမြင်ဘူးသူတို့မြင်တယ်ဟိုပြီးခဲ့တဲ့ဟိုတောက်ကြနေရတယ်ငါမမြင်ဘူးမြင်သူတို့ကငါပြလိုက်တော့ရွှေရဒီလိုပုံစံဝယ်တင်တယ်လို့ပြောငါကောက်ဝယ်လိုက်တာအမှငါလည်းကောက်မြက်ကုန်တာတဲ့တော့တစ်ခါကျရင်ငါလည်းနည်းနည်းစဉ်းစားရင်လည်း over ရောက်တော့ငါမမြင်နေပြီငါဘာလို့လုံးမသိတယ်အဲသူတို့ပြောတဲ့ analysis သူပြောတဲ့ concept ကတူနေရလေ framework ကဒီဟာပဲဟုတ်အဲ့တော့ဒီကနာတမိုင်းတော့ခုနပြောအဲ့အလေးချင်းအရေးကြီးဆုံးပဲဘယ် strategy မှမလေ့လာလဲ foundation ကိုအနည်းဆုံးပြည့်မြပြီး2လနဲ့3လအတွင်း practice လုပ် demo trading လုပ်ခိုင်းတာမဟုတ် practice လုပ်ခိုင်းတာ demo trading တော့ကန်တန်းကြအောင်ပါလေတေချာလည်းတည်သေးတာမဟုတ်ဘူးတေချာလည်း key လည်းပဲတက်မဲ့တက်တာမဟုတ် trend လည်းတေချာမကြည့်တတ်တယ်ဘူးသွားပြီးတော့ demo trading လုပ်ပြီးတော့ဟာ profit ထွက်လာညက်နေပြီငွေပဲမကြည့်နဲ့ကွာ reason ကြည့်ကွာဘာလို့ညက်ရလဲပြီဆိုအများပြောလို့ပဲဒီ reason မသိရင်ပြဿနာတက်မှာဘာလို့လဲညက်နေတဲ့အချိန်ပြဿနာတက်တာမဟုတ်ဘူးချုံးနေတဲ့အချိန်ကျရင်ပြဿနာတက်မှာချုံးနေတဲ့အချိန်ကျအဲ့ဒီ reason နားမလည်ဘူးဆိုရင်ဘာလို့မလဲနောက်တဲ့ strategy change မယ်ငါတို့ beginner ကလုပ်တယ်လို့မျိုးပဲအဲ့ဒါငွေရမ်းကုန်တယ်ကွာငွေရမ်းကုန်တဲ့ strategy တွေချင်းနောက်တစ်ဆင့်သွားတယ်ဒီချိန် line မှာတော်တော် trade ပြန်တယ်ဘာမှတေချာမသိဘူးဖြစ်နေအောင်မျိုးပေါ့အဲ့တော့တေချာလေးပါလို့ဆိုလဲလေ့ကျင့်စေချင်တယ်အခြေခံဟုတ်ပဲအခြေခံကျွန်တော်ရဲ့ channel အဆင့်တွေအကုန်လုံးလွှဲပြီးstrategy တွေဆိုတာဘာမှခက်ခက်စဉ်းစားတာမဟုတ်ဘူးအခြေခံမှန်ရင်အကုန် okay တဲ့ဟာတွေပဲဆိုတော့အဲ့အခြေခံတော့အရေးကြီးဆုံးပေါ့ဒါကြောင့်မို့လဲ beginner လို့ပြောတာလေဟုတ်ပြီနော်လို့ဆရာအရင်တန်ဖိုးရှိတဲ့ချက်လေးပြီးတော့ပဲဆိုတော့ဆရာပြောရသူပဲဒီယုံကြည်မှုကအလိုလိုဖြစ်လာတာမျိုးမဟုတ်ပဲကျွန်တော်အနေနဲ့လေ့ကျင့်မှုကနေအလေးချင်းအဲ့ဒီအလေးချင်းကလည်းကျွန်တော်အနေနဲ့ဒီ foundation ကနေတစ်ဆင့်ချင်းတွားပြီးတော့မှကျွန်တော်အနေနဲ့ဖြည်းဖြည်းရရှိလာတာမျိုးပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီ question အောက်မှာဖြည်းဖြည်းတော့ဆရာရဲ့ဒီကန်စားလေးတွေကကျွန်တော်ဒီ beginner တွေအတွက်လက်ဆောင်ကောင်းတို့ဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဆက်ပြီးတော့ကျွန်တော် topic ချိန်လိုက်အောင်ဆိုတော့ okay နောက်ထပ် topic ကိုကျွန်တော် question လေးနေပြီးတော့ဖြစ်ပါတယ်ဆိုတော့